သာသနာတော်နှစ်2554ခုနှစ်ဘောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလာပြီးကျော်ရှိရဲ့စကိုင်းတိုင်းမုံရွာမြို့တတ္တမဇောတကသဘောရာယုကျောင်းတိုက်အတွင်းဆောင်းလို့လူဒန်းအသည့်တတ္တမကတိကကျောင်းဆောင်စီဆက်ချအလူတော်မင်္ဂလာအောင်ပွဲနှင့်ဆန္ဒ၍ဆင်းရဲခြင်းပပြုလို့အပ်သည့်ညဥ်ရံဓမ္မသဘင်ခန္ဓာဝယ်မုံရွာမြို့အလေရမာကလန်းနှင့်ဘုန်းကြီးလန်းဤဘာဆိုအထေရောင်းဝယ်ရေးစေရီဖရာတဆောင်ကျောင်းယဟန်ဒါယကကြီးဦးစံဒါယကမကြီးဒေါခင်မေသာသမီမြင်းမြင့်များဖြစ်ကြသောအထေထေကိုမောင်မောင်စိုးမမြင့်မြင့်တန်းမခိုင်ခိုင်ကိုစင်ထွန်းသက်မိသားစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောယရဏတုတ်အနှစ်ချုပ်ပိုင်းနှစ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂထာကိုယေရှုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်းကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤမိမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ပံများစွာရောက်တော်မူခဲ့ရရှာနေပြီမဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထပညာထိုးရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျောပြီးကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယရဏတုတ်အနှစ်ချုပ်အပိုင်းနှစ်တရားဒေသနာတော်အားလုံးသိကြတဲ့အတိုင်းအရေးကြီးတဲ့မှာယရဏတုတ်ဆိုတာရှိတယ်ဘေးအန္တရာယ်တွေကြုံတဲ့အခါမှာဘုရားကုံတရားကုံသံဃာကုံတွေကိုအာယုံပြုပြီးတော့သစ္စာဆိုခြင်းဖြင့်ဘေးအန္တရာယ်တွေကလွတ်မြောက်တဲ့နည်းစနစ်တစ်ခုကိုမြတ်စွာဘုရားဟောထားတာဖြစ်တယ်လောကမှာနေကြတဲ့ပုဂ္ဂိုလ်တိုင်းယမယံခါကံမကောင်းအကြောင်းမလာတဲ့အခါဘေးအန္တရာယ်တွေဆိုတာလဲကြုံတွေ့တတ်တယ်အဲဒီလိုကြုံတွေ့တဲ့အခါမှာဒီယရဏတုတ်ကိုရွတ်ဆိုပွားများအထောက်ခြင်းဖြင့်ဘေးအန္တရာယ်တွေကလွတ်မြောက်နိုင်တယ်လို့မိမိတို့ကိုယ်တိုင်ဘေးအန္တရာယ်မကြုံတွေ့တော့လဲဘေးအန္တရာယ်ကြုံတွေ့နေကြတဲ့ပုဂ္ဂိုလ်တွေကို
ထိုဘေးရန်အန္တရာယ်ကနေလွတ်မြောက်ကြပါစေဆိုတဲ့မေတ္တာစေတနာရှိထားပြီးယရဏတုတ်ကိုရွတ်ပွားပြီးသစ္စာပြုကြမယ်ဆိုရင်ကဘာကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာပြီးတော့လူတွေဟာဘဝမှာဘေးရန်အန္တရာယ်ကင်းကင်းရှင်းရှင်းနဲ့ဘဝခရီးကိုဖြတ်တန်းနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကဘာဒီဘဝသားတတ္တဝါများချမ်းသာကြစေရန်ကြည်တတ်တဲ့အန္တရာယ်ကင်းဖို့အတွက်မြတ်စွာဘုရားဟောထားတဲ့ဒီတရားတော်ကိုနည်းယူပြီးတော့ဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှဘေးရန်အန္တရာယ်ကင်းလို့ကျမ်းမာချမ်းသာသာနဲ့လူဘဝအကျိုးစီးပွားတွေမိမိရဲ့အကျိုးစီးပွားတွေအများတ attva တွေရဲ့အကျိုးစီးပွားတွေအမျိုးဘာသာသာသနာရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်အောင်ကြိုးစားကြရမှာဖြစ်တယ်။ဘေးရန်အန္တရာယ်ကြုံတွေ့နေလို့ရှိရင်ဒီအကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်ကြမှာမဟုတ်ဘူးတဲ့။ဒါကြောင့်မို့လို့မြတ်စွာဘုရားဟောထားတဲ့သစ္စာဆိုပုံသစ္စာဆိုနည်းတွေမနေ့ကအပိုင်း1ကိုဘုန်းကြီးတို့ဟောခဲ့ပြီဒီကနေ့အပိုင်း2ကိုဟောပါမယ်အပိုင်း3ကတော့နောက်အကြောင်းညီညွတ်တဲ့အခါဟောပေးမယ်ပေါ့မင်္ဂလာတုတ်အနှစ်ချုပ်ကိုလည်းဟောပြီးသားဖြစ်တယ်မကြခင်မင်္ဂလာတုတ်အနှစ်ချုပ်ဟာစာအုပ်ရိုက်ပြီးသားဖြစ်ပါလိမ့်မေတ္တာတုတ်အနှစ်ချုပ်ကလည်းပဲစင်ကာပူမှာမနှစ်ကဟောထားခဲ့အဲ့ဒါလည်းစာအုပ်အနေနဲ့ဒီချုပ်ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာရောက်ပြီးသားဖြစ်ပါဘာဖြစ်လို့တော့ဆိုတော့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့ယရဏတုတ်တို့ဆိုတာဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘွားကပြင်ပြီးတော့ယဉ်နှီးနေတဲ့တုတ်တွေသို့တော့လူတိုင်းဟာမင်္ဂလာတုတ်မေတ္တာတုတ်ယရဏတုတ်တို့ရဲ့အဓိပ္ပာယ်ကိုအလေးနဲ့သိကြရလားလို့ဆိုမသိတဲ့ပုဂ္ဂိုလ်ကအများကြီးရွတ်တော့ရွတ်နေကြတယ်မသိဘူးဆိုလို့ရှိရင်ဒီလိုစိတ်ထဲမှာကြည်တူးဝမ်းသာမှုဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့အဓိပ္ပာယ်သိပြီးတော့ရွတ်ဆိုမယ်ဆိုလို့ရှိရင်ပို့ပြီးတော့တန်ဖိုးရှိမယ်လို့ဘုန်းကြီးတို့ဒီလိုတွေးမိသည့်အတွက်ကြောင့်လောကလူတွေနဲ့ယဉ်နှီးပြီးတော့မသိသေးတဲ့သုတ်တန်လေးတွေကိုရွေးချယ်ပြီးတော့ဒီလိုဟောတာအဲ့တော့ယရဏတုတ်အနှစ်ချုပ်မြတ်စွာဘုရားကသစ္စာကိုအသုံးပြုပြီးတော့တ attva တွေချမ်းသာကြပါစေဘေးရန်အန္တရာယ်ကလွတ်တဲ့နိလန်းတွေကိုပေးခဲ့တာဖြစ်တယ်အလုံးသိကြတဲ့အတိုင်းဝေသာလီပြည်မှာဘေးဆိုးကပ်ဆိုးကြီးကျုံနေတဲ့အချိန်လေးမှာဟောဒီယရဏတုတ်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်9 ရက်တိတိဝေသာလီပြည်မှာထပ်တလဲလဲဟောခဲ့ရှင်အနန္ဒမထေရကလည်းမြတ်စွာဘုရားစီကသင်ယူပြီးတော့ဝေသာလီပြည်တိုင်းသုံးတိုက်ရဲ့အကြားမှာတညလုံးညလုံးပေါက်ဟောဒီမေတ္တာတုတ်ကိုရွတ်ပြီးတော့ဝေသာလီပြည်မှာဒုက္ခရောက်နေရှာကြတဲ့လူတော်ဝါတွေချမ်းသာဒုက္ခရကြစေရန်မေတ္တာစေတနာကရုဏာတရားထားပြီးတော့ရွတ်ပွားခဲ့လို့ဝေသာလီပြည်ကြီးဟာဘေးကင်းရန်กว่าချမ်းသာခြင်းကိုရရှိခဲ့တယ်တဲ့ဒါကြောင့်မို့လို့အများတ attva တွေချမ်းသာဖို့ရာအတွက်သစ္စာကိုအသုံးပြုပြီးတော့မြတ်စွာဘုရားကအန္တရာယ်ကင်းတဲ့နည်းစနစ်ကိုပြိတ္တရားတော်တွေမှာဟောထားခဲ့တယ်အဓိကကတော့မေတ္တာနဲ့သစ္စာဒီနှစ်ခုဟာအဓိကဖြစ်တယ်ဟောသစ္စာရဲ့စွမ်းအားဟာအမှန်ပြောပြီးတဲ့နောက်မှာမိမိတို့လိုချင်တာတစ်ခုကိုတောင်းတလို့ရှိရင်သစ္စာဟာအမတန်မှတကူထက်တဲ့မန္တန်နဲ့အလားတန်တူတယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်ဒါကြောင့်မို့ဒီနေ့သစ္စာဆိုဖို့ရအတွက်ပထမဆုံးဂါထာကတော့ယံကိစီဝိတံဆိုတဲ့ပထမဆုံးဂါထာကဘုရားကုံကိုအာယုပြုပြီးတော့သစ္စာဆိုဖို့ဆိုနည်းကိုပြဒါတခုတည်းနဲ့လည်းလုံလောက်တာပဲနောက်တစ်ခါခေယံဝိရာဂံဆိုတဲ့ဒုတိယဂါထာယံဗုဒ္ဓသေထောပရိဝဏ္ဏယိသူစိန်စရှိတဲ့တတိယဂါထာအဲ့ဒီနှစ်ဂါထာကတော့တရားကုံတော်တွေကိုအာယုပြုပြီးတော့သစ္စာဆိုတဲ့နည်းစနစ်ကိုမြတ်စွာဘုရားသခင်ကိုရောများဟောကြားခဲ့အခုဒီကနေ့သံဃာရဲ့ခုံကိုအာယုပြုပြီးတော့သစ္စာဆိုဖို့ဆိုနည်းမြတ်စွာဘုရားကသင်ကြားပေးတယ်ဒါကြောင့်မို့လို့သစ္စာဆိုတတ်အောင်မိမိတို့ကိုယ်တိုင်လည်းပဲအဓိပ္ပာယ်နားလည်လို့အရိယပုဂ္ဂိုလ်ရဲ့သံဃာရဲ့အကြည်အသေးကိုလည်းပဲကြာကြာနားလည်ဖို့ဒါကြောင့်မို့ဒါကိုသ
ဒီကနေ့သံဃာကုံနဲ့ပတ်သက်ပြီးတော့ဟောပြောမှာဖြစ်တယ်အဲ့ဒီမှာယေပုဂ္ဂလာအထတတံပတ္တထသတ္တာရိဣတတိယုဂန္တိဟွန်တိတေဒခိနေယသုကတတသာဝကဧတေတုဒိဏာနိမဟာဗလာတိဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနတို့အထိဟောတုဒီခါတာလေးတစ်ပုဒ်ရွတ်လိုက်တာနဲ့ပဲဘေးရအန္တရာယ်ကြီးကင်းသွားနိုင်တယ်ပေါ့မြန်မာဗုဒ္ဓဘာသာတွေအတွင်းထဲမှာအန္တရာယ်ကင်းကျင်လို့တချို့ပုဂ္ဂိုလ်တွေကဘာမှအဓိပ္ပာယ်မရှိတဲ့ဥစ္စာအုပ်ဒီစာအုပ်ကရေးထားတဲ့မန္တရားဂါထာလေးတွေကိုကြက်ပြီးတော့တောင်ရွတ်နေကြသေးတာအခုတကယ်သောတတ္တိရှိတဲ့မြတ်စွာဘုရားဟောထားတဲ့အမတန်လေးနက်တဲ့ဒါမျိုးကိုရွတ်တဲ့နာဟောအစွမ်းတတ္တိထက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒီယရဏတုတ်ဟာစัจ java လာဂရေတသိန်းကနတ်တွေကလက်ခံပြီးတော့ထားတဲ့ဟာဒါကြောင့်စัจ java လာဂရေတသိန်းဒီစัจ java လာတယ်မကဘူးစัจ java လာပေါင်းမြောင်များစွာမှရှိတဲ့နတ်တွေကဒီယရဏတုတ်ရဲ့စွမ်းတတ္တိကိုလက်ခံယုံကြည်ထားတာဖြစ်တယ်ဒါကြောင့်မို့ဒီယရဏတုတ်ကိုရွတ်လိုက်လို့သစ္စာဆိုလိုက်မယ်ဆိုလို့ရှိရင်ဒီစัจ java လာမှာရှိတဲ့ပုဂ္ဂိုလ်တွေသာမကတခြားစัจ java လာတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့အန္တရာယ်ကင်းနိုင်တယ်လို့ဒီလိုမှတ်ရမှာဟောအဲ့ဒီမှာအဓိပ္ပာယ်ကိုလေးလေးနက်နက်စဉ်းစားဖို့ရအတွက်ယေပုဂ္ဂလာအထတတံပတ္တထတတံပတ္တထဆိုတာသူတော်ကောင်းတွေရဲ့ချီးမွမ်းမှုခံရတဲ့ပုဂ္ဂိုလ်ချီးမွမ်းမှုဆိုတာသာမန်ပုဂ္ဂိုလ်တွေကတော့သူတို့သိတဲ့အတိုင်းအတာအရသာမန်ပုဂ္ဂိုလ်တွေချီးမွမ်းတာရောက်ချင်မှရောက်တယ်တတံပတ္တထတကယ်သူတော်ကောင်းတွေကချီးမွမ်းခံရဖို့ဆိုတာလွယ်တာမဟုတ်ဘူးတဲ့နော်တကယ်သူတော်ကောင်းတွေကချီးမွမ်းခံရတယ်ဆိုတာတကယ်သူတော်ကောင်းမှချီးမွမ်းမှာဒါကြောင့်မို့ဒီမှာတတံပတ္တထသူတော်ကောင်းတွေကသူတော်ကောင်းတွေရဲ့ချီးမွမ်းမှုခံရတဲ့ပုဂ္ဂိုလ်တွေဟာ၈ယောက်ရှိတယ်တကယ်ချီးမွမ်းထိုက်တဲ့ပုဂ္ဂိုလ်တွေအည်သွေးရှိတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်အဲ့ဒီ၈ယောက်ဟာအစုံလိုက်ပြောမယ်ဆိုလို့ရှိရင်၄ဦးရှိတယ်သတ္တာရိယုဂန္တိသတ္တာရိဣတံတိယုဂန္တိခွန်တိဒါအရိယပုဂ္ဂိုလ်၈ယောက်ကိုပြောတာအရိယပုဂ္ဂိုလ်၈ယောက်ကိုအစုံလိုက်တွဲတဲ့အခါကျတော့၄စုံပဲရှိတယ်ပေါ့ဘယ်၄ပါးဖို့၄ပါးကိုကြည့်ပြီးတော့အဲ့တော့အရိယပုဂ္ဂိုလ်၈ယောက်ကိုကြည်တတ်အောင်လဲမှတ်သားထားကြရအောင်သောတပတ္တိမဂ္ဂထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်သောတပတ္တိမေဃထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်ဒါတစုံသဂါရဂါမိမေဃထပုဂ္ဂိုလ်သဂါရဂါမိဖလထပုဂ္ဂိုလ်ဒါကတစုံအနာဂါမိမေဃထပုဂ္ဂိုလ်အနာဂါမိဖလထပုဂ္ဂိုလ်ဒါကတစုံအရဟတမေဃထပုဂ္ဂိုလ်အရဟတဖလထပုဂ္ဂိုလ်တစုံအလုံးပေါင်းလိုက်တဲ့အခါကျတော့၈ဦးလို့ဒီလိုပြောတာနော်အဲ့တော့မြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင်သောတပန်ဖြစ်အောင်ဖြစ်နေစေပုဂ္ဂိုလ်ကသောတပတ္တိမေဃထသောတပတ္တိမက်စိတ်ပေါ်နေတဲ့အခိုက်ကလေးမှခေါ်တာအဲ့ဒါကိုပฏิပန္နပုဂ္ဂိုလ်လို့ဒီလိုလဲသုံးတယ်သောတပတ္တိမက်စိတ်ကလေးဖြစ်ပေါ်နေခိုက်ပုဂ္ဂိုလ်လေးကိုသောတပတ္တိမေဃထပုဂ္ဂိုလ်လို့ခေါ်တယ်ဒီသောတပတ္တိမက်စိတ်ဖြစ်ဖို့ရာအတွက်မလုပ်ရတော့ဆိုဝိပဿနာကျင့်စဉ်တစ်ခုအကျင့်ရအဲ့ဒီဝိပဿနာကျင့်စဉ်ကျင့်လို့ဉာဏ်အစဉ်စဉ်တက်သွားပြီးတော့ဝိပဿနာဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်အဲ့ဒီမက်စိတ်လေးကပေါ်လာစွန့်ရည်တတ္တိရှိတဲ့ဒီမက်စိတ်လေးကနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ပေါ်လာအဲ့ဒီပေါ်လာတဲ့အခိုက်လေးကိုပဲသောတပတ္တိမဂ္ဂထပုဂ္ဂိုလ်လို့ခေါ်တာအလေရောအပြင်ရှေ့ပိုင်းကသောတပန်ဖြစ်ခါဒီကျင့်နေတဲ့ဝိပဿနာဉာဏ်ရှိနေတဲ့ပုဂ္ဂိုလ်ထိုသောတပတ္တိမဉဏ်ရဖို့ရာစိတ်အစဉ်ဖြစ်နေတဲ့အခိုက်မှာရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းအလျော်အားဖြင့်ခေါ်လို့တော့ရပฏิပန္နကျင့်စေပုဂ္ဂိုလ်လို့ဒီလိုပြောတယ်အဲ့တော့တာမန်မဟုတ်ပုဂ္ဂိုလ်မဟုတ်ဘူးသောတပတ္တိမေဃထပုဂ္ဂိုလ်ဆိုတာသောတပတ္တိမက်စိတ်ပေါ်နေတဲ့အခိုက်လေးမှာခေါ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့သောတပတ္တိမက်စိတ်ပေါ်ပြီးတာနဲ့တပြိုင်နက်နောက်ထပ်သောတပတ္တိဖိုစိတ်ဆိုတာဆက်တိုက်လာတယ်အကာလီကောဆိုတဲ့ဂုဏ်တော်အတိုင်းပဲဘုရားတရားတော်မှာမ
message ဟာချက်ချင်းပဲအကျိုးကိုထုတ်လုပ်တယ်နောက်ဘဝဆိုင်တယ်မလို့ဘူးနောက်နှစ်ဆိုင်တယ်လည်းမလို့ဘူးနောက်လဆိုင်တယ်လည်းမလို့ဘူး message ပေါ်လိုက်တာနဲ့တပြိုင်နက်ကိုယ်စိတ်ကချက်ချင်းပေါ်လာတယ်သောတာပတ္တိဖလတ္ထပုဂ္ဂိုလ်အဲသောတာပတ္တိဖလတ္ထပုဂ္ဂိုလ်ကြတော့မှသောတာပန်ပုဂ္ဂိုလ်လို့ခေါ်တယ်ရတဲ့မှာပြောနေတဲ့သောတာပန်ဆိုတာအဲ့ဒီကိုယ်စိတ်ချပြီးတဲ့ပုဂ္ဂိုလ်ကိုပြောတာဒါကဒီပုဂ္ဂိုလ်တွေဟာသူတော်ကောင်းတွေကအမတန်ချီးမွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဘာဖြစ်လို့ချီးမွမ်းတိုက်တုံးဆိုတော့သီလအားဖြင့်ကြည်လိုက်မယ်ဆိုလို့ရှိရင်လည်းသူများနဲ့မတူဘူးသမာဓိဘက်ကကြည်လိုက်ရင်လည်းသူများနဲ့မတူဘူးပညာဘက်ကကြည်လိုက်ရင်လည်းသူများနဲ့မတူဘူးအလွန်ဆင့်မြင့်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့တတံပတ္တထာသူတော်ကောင်းတွေကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်အဲ့တော့သောတာပန်ပုဂ္ဂိုလ်ချီးမွမ်းတိုက်ပြီဆိုလို့ရှိရင်သောတာပန်နဲ့အဆင့်မြင့်ပြီးတော့ဝိပဿနာဉာဏ်ကိုတိုးတက်ကျင့်လိုက်တဲ့အခါမှာသဂရဂမိ message ပေါ်လာတယ်သဂရမိ message ကနေပြီးသဂရဂမိကိုယ်စိတ်ပေါ်လာတယ်အဲ့ဒီပုဂ္ဂိုလ်2ဦးဟာသောတာပန်နဲ့အဆင့်မြင့်သွားတယ်အဲ့ဒီပုဂ္ဂိုလ်လေသူတော်ကောင်းတွေကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ပဲသဂရဂံဖြစ်သွားပြီဆိုလို့ရှိရင်လောဘဆိုပါစို့သောတာပန်ပုဂ္ဂိုလ်ကအကြောင်းမသိတဲ့အခါမှာလောဘဖြစ်သေးတယ်နော်ဒေါသဖြစ်တဲ့အခါဖြစ်သေးတယ်သောတာပန်ပုဂ္ဂိုလ်ကလောဘ10ကြိမ်ဖြစ်တယ်ဆိုရင်သဂရဂံပုဂ္ဂိုလ်ကျတော့2ကြိမ်လောက်ပဲဖြစ်တယ်သောတာပန်ပုဂ္ဂိုလ်ကလောဘ10ကြိမ်ဖြစ်တာကသဂရဂံပုဂ္ဂိုလ်ရဲ့အရှိန်ကောင်းရင်ကောင်းသဂရဂံပုဂ္ဂိုလ်ကျတော့ဖြစ်ကြိမ်လဲလဲသွားတယ်ဖြစ်တဲ့အရှိန်လဲလျော့သွားတယ်ဟောစွန့်ရည်တတ္တိခြင်းဟာအကုသိုလ်တွေဟာရော့ဘားသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော်တခါဝိပဿနာဉာဏ်ကိုတိုးမြင့်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုအနာဂံဖြစ်သွားအနာဂံဖြစ်သွားလို့ရှိရင်ကာမရာဂလို့ခေါ်တဲ့ကာမဂုဏ်အာယုန်တွေကိုခံစားလို့တဲ့တဏှာဟာအကျင့်မဲ့ပယ်သွားဒေါသဆိုတဲ့ဘယ်လိုမကြမုန်းတိမှုဆိုတဲ့ဒေါသဟာလည်းပဲအကျင့်မဲ့ဖယ်ရှားသွားတယ်ဟောအနာဂါမိ message ဖြစ်တယ်အနာဂါမိဖို့စိတ်ဖြစ်တယ်အဲ့ဒီအနာဂံပုဂ္ဂိုလ်ဖြစ်လာလို့ရှိရင်တတံပတ္တထာသူတော်ကောင်းတွေချီးမွမ်းရတဲ့ပုဂ္ဂိုလ်ပဲထို့နောက်ယဟန္တာဖြစ်ဖို့အတွက်ဝိပဿနာကိုတိုးမြင့်ပြီးတော့ကျင့်လိုက်လို့ရှိရင်အရတ္တမေအရတ္တဖို့ဆိုရပေါ်လာတယ်အဲ့လိုပေါ်လာတဲ့အခါမှာအရတ္တဖို့ရောက်သွားပြီဆိုရင်ယဟန္တာပုဂ္ဂိုလ်လို့ခေါ်တာပေါ့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ဆိုတာကြတော့အဆင့်အရိယာထဲမှာအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီတဲ့ကိလေသာအာသောတွေလုံးဝကင်းစင်ပြီးတော့အလွန်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီဒါကြောင့်မို့တတ္တပတ္တထာသူတော်ကောင်းတွေကချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေမှာချီးမွမ်းတတ်တာပုရုဇဉ်ပုဂ္ဂိုလ်တွေကဒီလိုချီးမွမ်းတိုက်တဲ့ခုံအပြည့်အစုံရှိတာမဟုတ်ဘူးတခါတရံတချို့တလေခုံပုတ်ကလေးကိုကြည့်ပြီးတော့သာပုရုဇဉ်တွေကိုချီးမွမ်းနေကြရတာချီးမွမ်းစရာမကောင်းတဲ့အချက်တွေပုရုဇဉ်တွေထဲမှာအများကြီးရှိတယ်ပေါ့အရိယာသူတော်စင်တွေကြတော့အဲ့ဒါလိုမဟုတ်ဘူးလုံးဝချီးမွမ်းတိုက်တဲ့ခုံကြီးတွေနဲ့ပြည့်စုံဒါကြောင့်မို့ယေပုဂ္ဂလာထတတံပတ္တထာသတ္တာရိဧတာတိယုဂာတိဟွန်တိလို့ဒီလိုပြောတာနော်အစုံအားဖြင့်၄စုံပုဂ္ဂိုလ်အားဖြင့်၈ယောက်အဲ့ဒီပုဂ္ဂိုလ်တွေဟာတကယ်သူတော်ကောင်းတွေကချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေအဲ့ဒီချီးမွမ်းရမယ့်ပုဂ္ဂိုလ်တွေကဘယ်လိုခုံကြီးတွေရှိတယ်လို့ဆိုတေဒက္ခိနေယသူကတတသာဝကမြတ်စွာဘုရားရဲ့တပိသားသာဝကဖြစ်ပြီးတော့သူတို့ဟာဒက္ခိနေယကာကံဤအကျိုးကိုယုံကြည်ပြီးတော့လှူဒန်းတဲ့အလှူဒါနကိုတကယ်ခံယူတိုက်တဲ့ပုဂ္ဂိုလ်ကြီးခံယူတိုက်တယ်ဆိုတာကာကံဤအကျိုးကိုယုံကြည်လို့လှူတဲ့ပုဂ္ဂိုလ်ကြီးသူတို့ယုံကြည်ချက်အတိုင်းကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တဲ့အရည်အသွေးတွေရှိလို့ဆိုပါစို့အမတန်ကောင်းတဲ့ရေဩဇာကောင်းတဲ့မြေတစ်ခုမှာဘယ်မျိုးစိပဲစိုက်လိုက်အဲ့ဒီမျိုးစိဟာအပင်ပေါက်ပြီးတော့အပင်ဟာရှင်သန်ထွားချိုင်းလို့အသီးအပွင့်နေတဲ့ဝေစားနိုင်တယ်ရည်ရွယ်ချက်အတိုင်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲမြေဩဇာကောင်းထို့တူပဲကံကံဤအကျိုးကိုယုံကြည်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်ကိုလှူလိုက်မယ်ဆိုရင်ကိုလှူလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားလုံးဝပြည့်ပြည့်ဝဝရတယ်ပေါ့ဆိုပါစို့
ရှင်မာကတ္တဝကြီးရှင်မာကတ္တဝကြီးကိုလယ်ထဲမှာလယ်ဆောင်နေတဲ့အမျိုးသမီးသူစားလို့ရှင်စားဖို့ဆိုပြီးတော့ဖောက်ထားတဲ့ပေါက်ပေါက်ကလေးတွေရှင်မာကတ္တဝကိုလှူလိုက်တာလှူပြီးတဲ့နောက်မှာဝန္တာပီတိဖြစ်နေတော့ကံကောင်းအကြောင်းမလားလို့လေကစင်းလမ်းလျှောက်ရင်းကနေမွေကိုက်လို့ဆုံးသွားတဲ့အမျိုးသမီးလေးပဲချစ်လှူလိုက်တာပေါက်ပေါက်လေးဘာမှတန်ဖိုးမရှိတာနော်အဲ့ဒါလေးကိုလှူလိုက်တော့တကယ်ကိုရှင်မာကတ္တဝလိုပုဂ္ဂိုလ်လှူလိုက်ရတဲ့အခါကျတော့ကံကံဤအကျိုးကိုယုံကြည်လိုက်တဲ့အလှူဟာချက်ချင်းအကျိုးပေးတာသိသွားတဲ့အဆုံးမှာနတ်ပြည်ရောက်သွားပြီးတော့လာသာနတ်သမီးဆိုပြီးတော့သွားဖြစ်တယ်အဲ့ဒီပေါက်ပေါက်လေးကသူ့ဗိမာန်မှာအလှဆင်ထားတဲ့အနေနဲ့ပေါ်လာတယ်ဒီလိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာအလှခံတိုက်လို့ဒက္ခိနေရလို့ခေါ်တယ်ကံကံဤအကျိုးကိုယုံကြည်ပြီးတော့လှူလိုက်တဲ့အလှရဲ့အကျိုးကိုပြည့်ပြည့်ဝဝဖြစ်ထွန်းစေနိုင်လို့အလှခံတိုက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတာတချို့ကြတော့သီလသမာဓိပညာမပြည့်စုံသည့်အတွက်ကြောင့်သွားလှူလို့ရှိရင်ဘာဖြစ်လဲဉာဏ်နဲ့ထဲမှာအပင်ဆိုင်လိုက်ရတယ်လို့ပဲပေါက်တော့ပေါက်တယ်လှီလှီလေးဖြစ်အတော်နဲ့အသိမသိဘူးအတော်နဲ့အကွက်မကွက်နိုင်ဘူးပေါ့အဲ့ဒါမျိုးလည်းဖြစ်တတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့အခုတို့အရိယသူတော်စင်တွေပုဂ္ဂိုလ်တွေကြတော့ဒက္ခိနေယတကယ်ကိုအလှခံလိုက်တဲ့ပုဂ္ဂိုလ်လှူလိုက်တဲ့အတိုင်းလဲအကျိုးကျေးဇူးတွေကိုရနိုင်တယ်ဒါကြောင့်မို့ဒက္ခိနေယမြတ်သောအလှကိုသို့ပုံရည်တန်တောင်းတပြီးလှူတဲ့အလှမျိုးကိုခံတိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါလိုအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေဧတေတုဒိဏာတိမဟာဗလာတိဒီပုဂ္ဂိုလ်တွေကိုလှူလိုက်မယ်ဆိုလို့ရှိရင်လှူလိုက်တာကနည်းနည်းရလိုက်တာကအများကြီးဆိုပါစို့တန်ဖိုးတွက်ကြည့်လိုက်မယ်ဆိုရင်ခုနကအောက်ပေါက်လေးတဆုပ်စာလေးလောက်လှူလိုက်တာဘာတန်ဖိုးရှိမှာလို့နော်ငွေကြေးတနာနဲ့တွက်ကြည့်မယ်ဆိုရင်ပေါက်ပေါက်လေးတဆုပ်စာဘာမှတန်ဖိုးမရှိဘူးလေသို့တော့သူရလိုက်တာကအများကြီးပဲဘုံမိတ်မှန်ကြီးရလိုက်တယ်တာဝရိဏနတ်ပြည်ရောက်သည့်အတွက်ကြောင့်နတ်သက်နဲ့တစ်ထောင်လူသက်နဲ့ဆိုရင်အများကြီးပဲအဲ့ဒါတော့အမတန်ကြီးကျယ်တဲ့စည်းစိမ်ဆိုတော့မနိုင်ရှင်လောက်အောင်တစ်ချိန်ရွေးလောက်တပြားလောက်တန်တဲ့ပေါက်ပေါက်ဒါလေးလှူလိုက်တာရလိုက်တာကလဲတာမဟုတ်ဘူးကျိုးတွေအဲ့ဒါကိုပြောတာဧတေတုဒိဏာနိမဟာဗလာတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုလှူလိုက်ရပြီဆိုရင်ထိုအလှရဲ့အကျိုးဟာစာပေါင်း1000စာပေါင်း1000စာပေါင်း3000စာပေါင်းကလေးမကောက်များတယ်နောက်ဆုံးမှာမရေမတွက်နိုင်တော့အောင်အကျိုးကျေးဇူးတွေကများတယ်လို့ဒါအရိယသူတော်စင်တွေရဲ့ခုံကြီးကိုမြတ်စွာဘုရားဟောအရိယပုဂ္ဂိုလ်ဆိုတာအဲ့ဒီလိုပုဂ္ဂိုလ်ကြီးနော်ဒါမို့အရိယပုဂ္ဂိုလ်တွေကိုတွေ့ပြီးတော့လက်ဥကလေးတစ်ချိန်ခြိလိုက်တာနဲ့ရသွားတာလေအများကြီးပဲပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့60ကဝအပယ်မလားဘူးလို့စွန်းလေးတစ်စွန်းလောင်းလိုက်တာနဲ့လက်ပြေရောက်သွားတာတို့ဒီလိုအကျိုးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဧတေတုဒိဏာနိမဟာဗလာတိကြီးစွာသောအကျိုးတရားတွေကိုရရှိစေတယ်ဒါဟာအလွန်နှစ်သက်စရာကောင်းတဲ့ဂုဏ်ကြီးတစ်ခုပဲဆိုပြီးတော့ဣဒံပိတံဂေရတနံပဏိတံအရိယာသံဃာတွေမှာအခုလိုမွန်မြတ်နှစ်သက်ဖွယ်ကောင်းတဲ့နှစ်သက်စရာကောင်းတဲ့တန်ဖိုးရှိတဲ့ယရနာမျိုးတွေသူတို့တဏ္ဍာမှာရှိနေတယ်အလွန်မွန်မြတ်တဲ့ယရနာပဲအဲ့ဒီလိုအခုလိုပါဇက်ကနေထုတ်ဖော်ပြောလိုက်ရတဲ့စကားဟာအလွန်မှန်ကန်တယ်ပြောတဲ့အတိုင်းမှန်တယ်ဒါကြောင့်မို့ဧတေနသစ္စေနသောတိမောတုဒီမှန်ကန်သောစကားကိုဆိုရခြင်းကြောင့်တတ္တဝါတွေချမ်းသာကြပါစေဟောမေတ္တာပို့တယ်သစ္စာဆုပ်ပြီးတော့မေတ္တာပို့တယ်ဒီကိုပေးဒါအရိယသူတော်ကောင်းတွေရဲ့ဂုဏ်ကြီးကိုထုတ်ဖော်ပြောပြီးတော့ဒီမှန်ကန်သောစကားကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့သစ္စာပြုတာအဲ့ဒီသစ္စာရဲ့စွမ်းအားကြောင့်တခြားတတ္တဝါတွေလည်းချမ်းသာသွားနိုင်တယ်ဒါတကြိုပြီဝေဒာလီပြည်ကြီးမှာကြာရောက်နေတဲ့ဘေးဆိုးရန်ဆိုးကတ်ဆိုးတွေဒီနည်းနဲ့မြတ်စွာဘုရားဖယ်ရှားပေးခဲ့တယ်ဒါကြောင့်မို့လို့
မိမိတို့မှာအခက်အခဲကြုံတိုင်းတော့မို့မပြေလည်မှုတွေကြုံတဲ့အခါမျိုးမှာလည်းပဲဟုတ်တယ်လို့မိမိတို့သိထားတဲ့ဘုရားတရားတော်တွေကိုအာယုပြုလို့သစ္စာဆိုပြီးတော့ခက်ခဲလွတ်အောင်ကြိုးစားတဲ့နေပေါ့တကယ်ကြိုးစားလို့လွတ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲအကျိုးကျေးဇူးခံစားရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲဒါကြောင့်ဒီအချက်လေးကိုမေ့မထားဖို့ပေါ့နော်ကိုရထားတဲ့ဒီယရဏတော့ရဲ့တန်ဖိုးဟာအမှန်တမ်းကြီးမားတယ်လို့ဒီလိုမှတ်ရနောက်တစ်ခုမြတ်စွာဘုရားကနောက်တနည်းတစ်ခါဆက်ပြီးတော့ပေးပြန်တယ်အဲ့ဒါကဘာလို့ဆိုလို့ရေတုတ်ပယုတ်တံမနတာတံလေနနိက္ခမိနောဘောရမသာသနာမိတေပတ္တိပတ္တအမတံဝိကေရှလတ္ထာဘုဒ္ဓဒေဝတိဘုံစမာနာဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနသောတိဟောတုဒါကယဟန္တာပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ပြောတဲ့စကားလေးဒီမှာအာယုပြုရမှာကဘာကိုအာယုပြုရမလဲလို့ဆိုမြတ်စွာဘုရားကဒီကထာမှာဟောတာရေသုံးပယုတ်တာမနတံဓံလေနနိက္ခမိနောဘောရမသာသနာဂေါရမမြတ်ဘုရားရဲ့သာသနာမှာတဲ့ဂေါရမသာသနာမှာဘုရားသာသနာမှာဟောမနတဓံလတကယ်ကိုခိုင်မာတဲ့စိတ်ဓာတ်နဲ့သဗ္ဗယုတ်တကြိုးစားအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေဟာနိက္ခမိနောသူတို့တဏ္ဍာမှာရှိတဲ့ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်ဟောဒီအချက်ကိုသေချာစဉ်းစားကြည့်နော်မြတ်စွာဘုရားသာသနာတော်နဲ့ဘုန်းကြီးတို့တွေလည်းကြုံနေတယ်အဲ့ဒါလို့ကြုံနေတဲ့အခါမှာမနတဓမ္မလို့ဆိုရင်ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုတယ်ပေါ့ခိုင်မာတဲ့စိတ်ဓာတ်ဆိုတာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မဖြစ်မနေကြိုးစားအားထုတ်မယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဒီဘဝမှာပဲမဲ့ဖို့နိဗ္ဗာန်ရအောင်ကြိုးစားမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်အဲ့ဒီခိုင်မာတဲ့စိတ်ဓာတ်နဲ့သုပ္ပယုတ်တာဆိုတာစနစ်တကျနိမန်လမ်းမှန်ကြိုးပမ်းအားထုတ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲနိက္ခမိနောကိုယ်တဏ္ဍာမှာရှိတဲ့လောဘကိုလည်းထုတ်ပြနိုင်မယ်ဒေါသကိုလည်းထုတ်ပြနိုင်မယ်မောဟကိုလည်းထုတ်ပြနိုင်ကိုယ်တဏ္ဍာမှာလောဘဒေါသမောဟတွေရှိနေတာထုတ်ပြနိုင်တာမှမဟုတ်တာပဲလွယ်လွယ်ကူကူထုတ်မပြနိုင်ဘူးထုတ်မပြရုံမကဘူးမွေးတောင်မှထားလိုက်သေးတယ်တချို့ကနော်ငါကစိတ်တူတတ်တယ်နော်လာမပြောနဲ့ဆိုပြီးတော့စိတ်တူတာပဲခုံယူနေသေးတယ်ထုတ်မပြနိုင်ဘူးမကောင်းတဲ့အနေထားမှသိပေမဲ့လို့အကောင်းသလိုလိုဖြစ်ခါတလေကြတယ်မာနကြီးတာမကောင်းပြီပဲလို့ကောင်းတယ်လို့ထင်နေကြတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာဒီစိုးညစ်နေတဲ့သဘာဝတရားတွေရှိနေဘုန်းကြီးတို့တွေကအဝတ်မှာအညစ်အကြေးတွေပေးလာလို့ရှိရင်အဲ့ဒီအညစ်အကြေးတွေကိုဆပ်ပြတဲ့ရေနဲ့ဖွတ်လျှော်ပြီးတော့အညစ်အကြေးတွေကိုစင်ကြယ်အောင်လုပ်ကြပြီမဲ့လို့ကိုယ့်ရဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့အညစ်အကြေးတွေရှိနေတဲ့အခါကျတော့ဖွတ်ရမှန်းလျှော့အမှန်းကိုမသိဘူးဒါကြောင့်မို့လို့စိတ်ရဲ့အညစ်အကြေးတွေခန္ဓာကိုယ်ထဲမှာရှိနေထိုအညစ်အကြေးတွေရှိနေသည့်အတွက်ကြောင့်လောဘဖြစ်เสียအာယုန်နဲ့တွေ့ရင်လည်းလောဘဖြစ်လိုက်ပြန်တယ်စိတ်ဆိုးเสียနဲ့တွေ့ရင်လည်းစိတ်ဆိုးလိုက်ကြပြန်တယ်အာယုန်တစ်ခုကိုအမှန်မသိတဲ့မောဟတွေလည်းဖြစ်လိုက်ကြပြန်တယ်မာမာနတွေလည်းတက်လိုက်ကြပြန်တယ်ဆိုတော့ဒါတွေနဲ့ပဲအချိန်ကုန်နေတာဆိုတော့စိတ်ရဲ့အညစ်အကြေးတွေဒီတိုင်းပဲရှိတယ်ဟောအရိယာသူတော်စင်တွေကတော့အဲ့လိုမဟုတ်ဘူးမြတ်စွာဘုရားသာသနာတော်ထဲမှာမဂ္ဂင်၈ပါးအကျင့်တရားဖြင့်ခိုင်မာတဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်လိုက်တဲ့အခါကျတော့လောဘတွေကိုလည်းထုတ်ပြနိုင်တယ်ဒေါသကိုလည်းထုတ်ပြနိုင်တယ်မောဟတွေကိုလည်းထုတ်ပြနိုင်တယ်ကိလေသာအညစ်အကြေးတွေကိုလည်းဆေးကြောပြနိုင်တယ်ဆိုတော့တကယ်စင်ကြယ်တဲ့ပုဂ္ဂိုလ်တွေဘဝကိုရသွားကြတကယ်စင်ကြယ်တဲ့ဘဝကိုရသွားရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဒီပုဂ္ဂိုလ်တွေနောက်ဆုံးမှာကဘာကျော်လူသားသမားကြီးဖြစ်တဲ့အင်္ဂုလိမာလာတို့ပဲကြည့်အောင်နော်အမတန်ဆိုးမိုက်နေတဲ့ဘဝကြီးတစ်ခုလုံးအလုံးကိုရပ်ဆိုင်ပြစ်ပြီးတော့သူ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေမာမနတွေအကုန်လုံးဆေးကြောပြီးတော့ထုတ်ပြနိုင်ခဲ့လို့ယဟန္တာရှင်မြတ်ကြီးဖြစ်သွားတယ်လေယဟန္တာရှင်မြတ်ကြီးဖြစ်သွားအဲ့ဒါကိုပြောတာယဟန္တာပုဂ္ဂိုလ်ဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့ကိလေသာကိုထုတ်ပြလိုက်တယ်ထုတ်ပြလိုက်တဲ့အခါကျတော့ဘာဖြစ်တယ်လို့ဆိုရင်
နိဗ္ဗာန်ကိုအာယုပြုပြီးတော့တေပတ္တိပတ္တအမတံဝိကရှံအမတဆိုတာမသေးရာအမြိုက်နိဗ္ဗာန်ကိုအာယုယူပြီးတဲ့အခါမှာရောက်တဲ့ရောက်ထိုက်တဲ့အဆင့်တွေကိုရောက်ရှိသွားကြတယ်ဆိုတာအမတန်အဆင့်မြင့်တဲ့တရားတို့တရားမြတ်တွေကိုရကြတယ်လို့ဒီလိုပြောတာနော်ဟောရှင်အင်္ဂုလိမာလာတို့ကြည့်ဆိုးမိုက်နေတဲ့ဘဝကြီးတစ်ခုကနေပြီးတော့တကယ်ကိုလုံးဝစင်ကြယ်ပြီးတော့တကယ်ကိုရတဲ့ရလိုက်တဲ့တရားတို့တရားမြတ်ကိုအဆုံးတိုင်အောင်ရရှိပြီးတော့သွားကြတယ်ရရှိပြီးတော့သွားတယ်အဲ့ဒါလိုရရှိသွားသည့်အတွက်ကြောင့်ဘလို့အကျိုးတွေခံစားရတော့ဆိုလတ္တာဗုဒ္ဓဒိဋ္ဌုတိဘုံစပါဏာဗုဒ္ဓဆိုတာအဲ့ဒါလိုရသွားလို့ရှိရင်ယန္တာအရှင်မြတ်တွေဟာကိုရထားတဲ့အရတ္တဖို့ကိုချမ်းသာကိုခံစားကြအရတ္တဖို့ချမ်းသာကိုခံစားတယ်ဆိုတာဘယ်လိုခံစားတာလဲတွေးကြည့်ကြအောင်အခုဘုန်းကြီးတို့တွေမျက်စိကမြင်တဲ့အာယုံနားကကြားတဲ့အာယုံအကောင်းလည်းကြားရတာပဲမကောင်းလည်းကြားရတာပဲကြားပြီးတဲ့နောက်ကြားတဲ့နောက်လိုက်လို့ရှိရင်စိတ်ချမ်းသာတရားလည်းရှိတာပဲစိတ်မချမ်းသာတရားလည်းရှိတာထို့တူပဲနှာခေါင်းကအနံ့ရတာတို့ခန္ဓာကိုယ်ကထိတွေ့ရတာတို့လျှာကလဲရတဲ့အာယုန်ဒီပေါ်မှာကောင်းတာဆိုလို့ရှိရင်ကောင်းတဲ့လောဘတွေဖြစ်တယ်မကောင်းတာဆိုရင်ဒေါသဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေနဲ့သွားနေကြတယ်။ဘာမှမထိလို့စိတ်ကတွေးလို့ရှိရင်လည်းပဲအကောင်းအဆိုးနဲ့ဒီလိုပဲသွားနေကြတယ်။အော်ယန္တာပုဂ္ဂိုလ်တွေရတ္တဖို့သဘာဝဝင်စားပြီဆိုလို့ရှိရင်အဲ့ဒီမျက်စိနာနာလျှာကိုယ်ဆိုတာတွေနဲ့ထိတွေ့တဲ့အာယုန်တွေကိုစွန့်ပယ်လိုက်ပြီးတဲ့အခါမှာစိတ်ထဲကနေပြီးတော့ဝိပဿနာကျင့်စဉ်နဲ့သင်္ခါရတရားတွေရဲ့အပြစ်ကိုမြင်ပြီးနောက်ဆုံးမှာနိဗ္ဗာန်ကိုအာယုပြုနိုင်တဲ့အရတ္တဖို့စိတ်ပေါ်လာလိုက်တာနဲ့တပြိုင်နက်သင်္ခါရတရားတွေလည်းချုပ်ငြိမ်းနေတယ်။ဥစရာပင်စရာဆိုတဲ့ဥစဉ်ပင်စေတတ်တဲ့ကိလေသာတွေဆိုတာလည်းတခုမှမရှိတဲ့တကယ်ကိုအငြိမ့်တက်ကိုရရှိပြီးတော့ခံစားနေကြတယ်။အဲ့ဒီအချိန်လေးကဘလောက်ကောင်းမလဲဆိုတာစဉ်းစားကြည့်။လောကမှာစိတ်ညစ်နေတဲ့လူတယောက်ဟာအိမ်မောကျသွားတဲ့အချိန်လေးမှာသူဘလောက်ချမ်းသာမလဲကြည့်ပေါ့။နိုးနေလို့စိတ်ညစ်နေတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်ပျော်သွားတဲ့အချိန်မှာအလုံးမေ့မသွားပေဘူးလား။အေးယန္တာပုဂ္ဂိုလ်တွေကြတော့တမဘဝင်စားလိုက်ပြီဆိုလို့ရှိရင်စိတ်ရဲ့ပူဆာညစ်တောက်တာတွေတခုမှမရှိဘဲနဲ့အငြိမ့်ချက်ကိုခံစားရတယ်။အဲ့ဒါလိုခံစားရတဲ့အခါမှာအကုန်အကျတရားသားမှမရှိဘူးတဲ့။ဒါကြောင့်မို့လို့လတ္တမုဒ္ဒအခကျေးငွေအကုန်အကျမရှိဘဲနဲ့လတ္တဒီတရားဓုတရားမြတ်ကိုရရှိပြီးတော့နေဗုဒ္ဓိတကယ်စိတ်ရဲ့ငြိမ်းချမ်းမှုနိဗ္ဗာန်အရသာကိုဘုံစမာနာခံစားကြရတယ်။မှတ်စပြီးတော့ကြည့်ဘုန်းကြီးတို့တွေအမတ္တမအလှမ်းဝေးသေးတယ်ဟုတ်ကဲ့။အဲ့ဒါလိုအငြိမ့်ချက်ကိုခံစားပြီးတော့နေနိုင်ရလားလို့ဆိုမနေနိုင်ဘူး။ကိုယ်စိတ်ကအမြဲတမ်းပူလောင်နေတာနော်။အော်ယန္တာပုဂ္ဂိုလ်တွေကြတော့လတ္တဘာဘခံစားနေပြီဆိုရင်စိတ်အာယုံဟာနိဗ္ဗာန်မှာပဲရှိတယ်။စိတ်ကနိဗ္ဗာန်ကိုပဲအာယုံပြုပြီးတော့နေတော့ဖြစ်ပြနေတဲ့သင်္ခါရတရားတွေကလည်းဝေးသွားတယ်အားလုံးဟာစိတ်ဟာအမတ္တမငြိမ့်ပြီးတော့နေတယ်အဲ့ဒါလိုငြိမ့်နေတဲ့ဒီလိုအငြိမ့်တတ်လေးဟာအကုန်အကျမရှိဘဲနဲ့ရလာတာဖြစ်လို့အမတ္တမငြိမ့်တဲ့အငြိမ့်လေးပါလို့ပလတ္တမဘဝင်စားပြီးတော့နေကြတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့ဘုံကြီးတွေကိုမြတ်စွာဘုရားထုတ်ဖော်ပြောပြီးတော့ဣဒံပိတံဃေရတနံပဏိတံယန္တာပုဂ္ဂိုလ်လို့ဆိုတဲ့အရိယသံဃာမှာနှစ်သက်စရာကောင်းတဲ့ဒီအချက်ဒီခုံကြီးတွေရှိနေတယ်အဲ့ဒီမှန်သောစကားကိုဆိုသောကြောင့်ဣတိဏသစ္စေနသောအထိမောတုတတ္တဝါတွေချမ်းသာကြပါစေလို့ဒီလိုမေတ္တာသစ္စာဆိုတာနော်အဲ့ဒါလို့သစ္စာဆိုခြင်းဖြင့်ဘေးဆိုးကတ်ဆိုးတွေကနေလွတ်မြောက်ပြီးတော့သွားနိုင်တယ်တကယ်အရိယသူတော်စင်တွေကိုအာယုပြုပြီးတော့သစ္စာဆိုဖို့သစ္စာဆိုနည်းကိုမြတ်စွာဘုရားဟောတာကဲနောက်တစ်ခုကိုကြည့်ကြအောင်လို့နောက်တော့မြတ်စွာဘုရားကဟောတယ်ယထိဏခိလောပထဝိတိတော်တိယစတုပိဝါတေဟိအတံပကံမိယောတထုပမံတပ္ပုရိတံဝရာမိယောအရိယသစ္စာနိအဝိစ္စပတ္တိဣဒံပိတံဃေရတနံပဏိတံဣတေနသစ္စေနသု
ဆိုတိဟောပြီယရဏတုတ်ကိုမရသေးရင်လည်းရအောင်ကြက်ထားဖို့လိုတယ်ပေါ့နော်ကြက်ပြီးတော့ဒီအတိပ္ပယ်လေးတွေကိုနားလည်ဖို့နားလည်ပြီးတော့နေ့စဉ်နဲ့အမြတ်ရွတ်ပြီးတော့သစ္စာဆုံးနေမယ်ဆိုရင်ဘေးအန္တရာယ်တွေကလွန်မြောက်နေမှာပါကြည့်ယထိန်နခိလောပထဝိတိတောစတုပိဝါနေဟိယထိန်နခိလောပထဝိတိတောတိစတုပိဝါနေဟိအတ္တမကံဥပမာအနေနဲ့ပြောတာရေကြီးထဲမှာတဲ့ပထဝိတိတောဆိုရေကြီးထဲမှာအနဲ့ကြီးစိုက်ထားတယ်ရှင်းတော့ကဒါလုံးလေးရှိတယ်မြို့တကားတွေမှာတကားတိုင်ကြီးကိုအနဲ့ကြီးတူးပြီးတော့စိုက်တယ်ဘလို့မှရှင်းတော့ကတော့ဒီမြို့တကားကိုဖွင့်ပြီးဆိုလို့ရှိရင်ဆင်နေနဲ့တိုက်ပြီးတော့ဖွင့်တာနော်ဆင်နဲ့ဘလို့တိုးဝိအနဲ့ကြီးစိုက်ထားလို့ရှိရင်ဒီတိုင်ကနှုတ်လို့မရအဲ့ဒါကိုပြောတာပထဝီတိတောရေကြီးထဲမှာနဲ့စိုက်ထားတဲ့အိန္ဒခိလလို့ခေါ်တဲ့တကားတိုင်ကြီးအဲ့ဒီအိန္ဒခိလဆိုတဲ့တကားတိုင်ကြီးဟာစတုပ္ပိဝါတေဟိအတ္တမကံပြီးရောအရက်လေးမျက်နှာကအရှိဘက်ကတိုက်တောင်ဘက်ကတိုက်အနောက်ဘက်ကတိုက်မြောက်ဘက်ကလာအရက်လေးမျက်နှာကဘဲလေးတွေတိုက်အဲ့ဒီခိုင်ကြီးစိုက်ထားတဲ့တကားတိုင်ကြီးကလုံးဝမရဲရင်ဘူးလို့ဒီလိုပြောတာဥပမာစကားအနေနဲ့ပြောတာအဲ့တော့အိန္ဒခိလဆိုတာ2မျိုးရှိတယ်မြို့တကားတိုင်အနေနဲ့စိုက်တာတစ်ခုမြို့အပြင်မှာအလှအနေနဲ့စိုက်ထားတာတစ်ခုရှိအဲ့ဒါကြတော့အပေါ်မှာ8တောင်မြင့်လို့ရှိရင်မြေကြီးထဲမှာလည်း8တောင်သူက16တောင်ရှိမြေကြီးထဲမှာ8တောင်အနက်အပေါ်မှာလည်းပဲ8တောင်အမြင့်အဲ့တော့မြေဝင်ကအမတမတ်လက်တယ်ပေါ့အဲ့ဒါလို့အလှစိုက်ထားတဲ့အိန္ဒခိလဆိုတဲ့ဒီတိုင်ငုတ်ကြီးတွေဟာလည်းပဲဘယ်လိုအားကောင်းတဲ့ဆင်ကြီးကနှုတ်တောင်မရနိုင်ဘူးခိုင်မာတယ်လို့ပြောတာ။အော်လေးတိုက်ရုံနဲ့တော့ဘယ်မှာရွေ့နိုင်တယ်ပေါ့။ဒါဥပမာအနေနဲ့မြတ်စွာဘုရားကဟောတာအဲ့ဒီတကားတိုင်ကြီးဟာရေထဲမှာခိုင်စိုက်ထားတဲ့တကားတိုင်ကြီးဟာအရက်လေးမျက်နှာကပြင်းပြထန်ထန်မုန်တိုင်းတွေလာတော်လဲပဲထိုတကားတိုင်ကြီးတွေကလှုပ်ရှားရိမ့်ရိမ့်ချင်းမရှိသလိုတဲ့သူတော်ကောင်းတွေရဲ့စိတ်ဓာတ်ဟာလည်းအဲ့လောက်ခိုင်ပါတယ်တထုပမံသဝရိတံဝရမိယောအရိယသစ္စာတိအဝိဇ္ဇပတ္တိရသော်ဘုရားဟောကြားတော်မူခဲ့တဲ့အရိယအဖြစ်ကိုပြုတတ်တဲ့ဒုက္ခသမုဒယនិရောဓမဂ္ဂလို့ဆိုတဲ့ဒီသစ္စာ၄ပါးကိုအသိဉာဏ်နဲ့သိပြီးဖြစ်တဲ့သောတပန်ပုဂ္ဂိုလ်အဓိကရည်ရွယ်ပြီးတော့ပြောသစ္စာ၄ပါးကိုအသိဉာဏ်နဲ့ပိုင်ပိုင်နိုင်နိုင်သိထားပြီးဖြစ်တဲ့သောတပန်ပုဂ္ဂိုလ်ခုနကစိတ်ဓာတ်ခိုင်မာသွားပြီးရိမ့်ရိုင်ခြင်းမရှိဘူးပုရုဇဉ်တွေကြတော့မခိုင်မာဘူးနော်ကိုလူကလာဆွဲလိုက်ရင်ဟုတ်နိုးနိုးနဲ့ပါသွားတယ်ဒီလူကလာဆွဲလိုက်ရင်ဟုတ်နိုးနိုးနဲ့ပါသွားတယ်ဒီကနေ့ခေတ်မှာကြည့်ဘုရားဘာသာလို့အမြင်ခံထားပြီမဲ့လို့စားလေးတစ်ထုပ်နဲ့လည်းဒီပြင်ဘာသာကူးသွားတာရှိနော်ပတ်စံလေး1000 2000ပေးလိုက်တာနဲ့လည်းဘာသာကူးသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်မခိုင်မာဘူးဆိုတဲ့အဓိပ္ပာယ်ပြောတယ်ယုံကြည်ချက်ကအဲ့ဒါလို့မခိုင်ဗမာလူမျိုးတွေထဲမှာကိုဒါတွေရှိတယ်ပေါ့စီးပွားရေးဖြစ်စေဘာဖြစ်စေတခုခုဆိုရင်ဘာသာကူးပြောင်းသွားခိုင်မာမှုမရှိဘူးအေးဘာနဲ့မှအကြီးအကျယ်ပေးကြတောင်မလိုဘူးနော်ပေးကြတောင်မလိုဘူးအစရတဲ့ကမစွခင်ကညွတ်ချင်တယ်ဆိုတာလိုပဲလွယ်လွယ်လေးနဲ့ဘာသာကူးပြောင်းသွားကြတာရှိတယ်အဲ့ဒါတွေကခိုင်မာမှုမရှိလို့ဒီလိုဖြစ်ရတာလို့ဆိုခုနကလို့တကားတိုင်ကြီးကမြေထဲမှာခိုင်မာစိုက်ထားပြီးဆိုရင်ဆင်ကြီးတစ်ကောင်ရဲ့နှာမောင်းနဲ့ပတ်ပြီးဆွဲနှုတ်တောင်မှဒီတိုင်ဟာကျွတ်တာမဟုတ်ဘူးအရိယာပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ဟာလည်းအဲ့ဒါလို့ခိုင်မာသွားပြီလို့ပြောတယ်ပုရုဇဉ်တွေရဲ့စိတ်ဓာတ်ကြတော့မခိုင်မာဘူးတဲ့ရိမ့်ရိုင်နေတယ်ဟိုဘာသာဆရာလာပြီးတော့ဟိုဘာသာကောင်းတယ်ဆိုရင်ပါသွားပြန်ဒီဘာသာသမားကောင်းတယ်ဆိုပါသွားတောင်တန်းဒေသတွေမှာသွားကြည့်လို့ရှိရင်နော်စားလေးတစ်ထုပ်နဲ့လည်းဘာသာပြောင်းသွားတာသမင်းလေးတစ်နက်နဲ့လည်းဘာသာပြောင်းသွားတာဒီအများကြီးရှိတယ်ပေါ့အဲ့ဒါဘာကိုပြတာလဲဆိုအသိဉာဏ်အနေနဲ့ခိုင်မာမှုမရှိဘူးဆိုတာကိုပြောတာသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်လောက်ကြီးတဲ့အင်အားကောင်းတာတွေနဲ့
သွေးဆောင်ဖြားရပြီမဲ့လို့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ခိုင်မာသွားပြီကြည့်လေသူရံပဋ္ဌဆိုတဲ့အပဋ္ဌသူရအပဋ္ဌအဲ့ဒီပုဂ္ဂိုလ်တရားဟာမြတ်စွာဘုရားကသူ့ကိုတရားဟောလိုက်တယ်တရားဟောတဲ့အခါကျတော့ဘုရားတရားနာရင်သောတာပန်ဖြစ်သွားခုနသတ္တရိသစ္စာနိနော်ယောရိယသစ္စာနိအဝိစ္စပတ္တိသစ္စာလေးပါးကိုသိသွားတယ်သောတာပန်ဖြစ်သွားသစ္စာလေးပါးကိုသိသွားလို့သူသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရသော်ဘုရားလည်းသူ့အိမ်ကနေဆင်းပြီးတော့ပြန်ကြွသွားမကြခင်ပဲရသော်ဘုရားရဲ့သဏ္ဍာန်နဲ့မနက်ကဖန်ဆင်းပြီးတော့သူ့အိမ်ပေါ်ရောက်နော်အဲ့ဒီဇာလန်းလေးရှိတယ်ဘုရားကတရားဟောပြီးဆင်းသွားပြီးတော့ဒီခါဘုရားကအိမ်ကိုပြန်ကြွလာပုံစံလောက်တာပေါ့အိမ်ပေါ်ရောက်တော့ဘုရားပြန်ကြွလာတယ်ဘုရားကြွလာတယ်ဆိုဟာခုတည်းမဲ့တရားဟောပြီးပြန်ကြွသွားတာဘုရားဘာဖြစ်လို့အိမ်ပြန်ကြွအိမ်ပြန်ကြွလာလဲဆိုတော့အဲ့ဒီမှာဘုရားရောင်ဆောင်ထားတဲ့မနက်ကပြောတယ်သူရံပဋ္ဌရေငါခုနကဟောထားခဲ့တဲ့တရားမှားနေလို့ငါအခုပြင်ဟောခြင်းလို့လာတယ်လို့ပြောတယ်ငါအနိစ္စလို့ပြောခဲ့တယ်တကယ်ကတော့အနိစ္စမဟုတ်ဘူးအဲ့ဒါနိစ္စဒုက္ခလို့ဟောခဲ့တာလေတကယ်တော့ဒုက္ခမဟုတ်ဘူးဒုက္ခလည်းရှိသေးတယ်ဆိုတာကိုပြန်ပြီးတော့ပြောခြင်းလို့လာတယ်ဆိုတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဟောဘုရားကိုယ်တိုင်လာပြီးတော့ပြောနေတယ်လို့သူစိတ်ထဲမှာသိရှိတာရိပ်ရိုင်သွားမှာပဲဟောသောတာပန်ပုဂ္ဂိုလ်ဖြစ်နေသည့်အတွက်ကြောင့်ခတ်တင်းနေမဲ့မေးလိုက်တယ်ဘုရားဆိုတာလုံးဝစကားကိုဒီလိုဘလောင်းပလဲမပြောတတ်ဘူးအဲ့တော့ငါစီလာပြောနေတာသင်ဘယ်သူလဲလို့မေးလိုက်တော့အဲ့တော့မနတ်ကြီးဖြစ်နေတာဟောမနတ်ကဘုရားရောက်ဆောင်ပြီးတော့သူရပဋ္ဌကိုလာပြီးတော့ဘုရားဟောသွားတဲ့တရားတွေကနေပြီးတော့ဟိုယုံကြည်လက်ခံတာကိုသူကယုံကြည်လက်ခံမှုမရှိအောင်ဘာသာပြောင်းအောင်လာကြိုးစားတယ်ပေါ့အဲ့ဒါလုံးဝလက်မခံသူရပဋ္ဌကဘာပြောလိုက်တယ်လဲလို့ဆိုလို့ရှိရင်မနတ်သင်လိုတယောက်ကနေလာပြီးတော့ငါ့ကိုဒီလိုပြောတာမဆိုနဲ့မနတ်ပေါင်းရာထောင်လာပြောတော့မှငါစိတ်ဟာတုံလုံးမှမဟုတ်တော့ဘူးငါဟာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီလို့ဟောပုရုဇဉ်တွေကြတော့အဲ့လိုပြောနိုင်တဲ့အနေအထားမရှိဘူးပရိယာဖြစ်သွားပြီဆိုလို့ရှိရင်ဘာသာတရားတစ်ခုပေါ်မှာအဲ့လိုခိုင်မာသွားပြီတဲ့ဒါကိုဆိုလိုတာနော်အဲ့လိုတွေခိုင်မာနိုင်တဲ့အနေအထားဟာပုရုဇဉ်တွေမှာရှိနိုင်ဘူးတဲ့အပြောကောင်းရင်ပါသွားမှာပဲပစ္စည်းမဲ့ရင်လည်းပါသွားမှာပဲဒါကြောင့်ယထိန်တခိလောပထိုဣတိတောတိယစတုပိဝါဒေဟိအတ္တံပကံပိယောတထုပမံသဗ္ဗုရိတံဝရာမိယောရိယသစ္စာတိအဝိစ္စပတ္တိဣရံပိတံငေရတနံပဏိတံဧတေနသစ္စေနသောအထိဟောတုသောတပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးဟာခိုင်မာသွားပြီလို့ဒီလိုပြောတာနော်တရားတရားဟာခိုင်မြဲသွားပြီအဲ့ဒီခိုင်မြဲသွားတဲ့နှစ်သက်เสียယရတာဟာအမတမတန်ဖိုးရှိလာပါတယ်ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာပါစေတတ္တဝါပုဂ္ဂိုလ်ရဲ့အည်အသွေးကိုအာယုပြုပြီးတော့သစ္စာဆိုတဲ့စကားတစ်ခုဒါကိုလည်းပဲရသော်ဘုရားရဲ့ဒီဟောကြားချက်ကိုလည်းပဲစัจ java လာဂရေတသိန်းမှရှိတဲ့နတ်တွေကလက်ခံထားပြီအဲကြောင့်ဒီကထာကိုရွတ်လိုက်တာနဲ့တပြိုင်နက်ဒီသစ္စာစကားဆိုလိုက်တာနဲ့တပြိုင်နက်စัจ java လာဂရေတသိန်းမှရှိတဲ့နတ်တွေကအကုန်သိလူတွေအနေနဲ့သာဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း2500ကျော်တာဒါဝိနာကနတ်တွေအနေနဲ့ဆို25ရက်လောက်ပဲရှိသေးတယ်လတော်မရှိသေးဘူးအဲ့တော့အမတမဘုရားသူတို့နဲ့အမတမအနည်းဆုံးပဲရှိသေးတယ်ပေါ့နော်ဒီကောင်းပြီနောက်တစ်ခုကိုမြတ်စွာဘုရားကထပ်ပြီးတော့ဟောပြန်အရိယပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာတယ်ယေအရိယသစ္စာနိဝိဘဝယန္တိဂံဗီရပညေနသုရိတိတာနိကိစ္ဆာပိတေဟွန္တိဘုတံပပတ္တနတ္တေဘောအထမမာရိယတိဣဒံမိသံဃေရတနံပဏိတံဣတေနသစ္စေနတို့အထိဟောသောတာပန်ပုဂ္ဂိုလ်သောတာပန်က3မျိုးရှိတယ်ဧကဘိစီဆိုပရိသေရီမျိုးစိတစ်ခုပဲရှိတယ်နောက်ထပ်တဘဝပဲကြံတယ်တဘဝပြီးရင်နိဗ္ဗာန်ရောက်အဲ့ဒီသောတာပန်ကတစ်မျိုး
ကောလသောတာပန်ဆိုတာအနည်းဆုံးနှစ်ဘဝကနေပြီးတော့6ဘဝထိအောင်ဘဝတစ်ခုကနေဘဝတစ်ခုကူးပြီးတော့မှနိဗ္ဗာန်ပြုမဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဝင်ဆံမဲ့ပုဂ္ဂိုလ်နောက်တစ်ခါတတ္တခတ္တုပရမသောတာပန်လို့ဆိုတာဘဝမှာအလွန်ဆုံး9ကြိမ်ထိအောင်ဘဝမှာဖြစ်ပြီးတဲ့နောက်မှာနိဗ္ဗာန်ရောက်မဲ့ပုဂ္ဂိုလ်လို့အဲ့တော့ဒီနေရာမှာတတ္တခတ္တုပရမသောတာပန်သူ့ဘဝအလွန်ဆုံး9ဘဝရှိအောင်မယ်သောတာပန်ဖြစ်ပြီးအဲ့ဒီပုဂ္ဂိုလ်ရဲ့အရေးအသွေးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီခါထားဟောအဲ့ဒီမှာယေအရိယသစ္စာနိဝိဘဝယန္တိဂမ္ဗီရပညေနသူရိတိတာနိဂမ္ဗီရပညာဆိုတာမြတ်စွာဘုရားကိုပြောတာဂမ္ဗီရပညာဆိုတာအလွန်လေးနက်တဲ့အသိဉာဏ်ရှိတဲ့မြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဉာဏ်ကဒီတာမန်အပေါ်ယံဉာဏ်မျိုးမဟုတ်ဘူးအလေးအနက်နဲ့ထိုးရင်းသိနိုင်တဲ့ဉာဏ်မျိုးဖြစ်လို့ဂမ္ဗီရပညာလို့ပြောတာနော်လေးနဲ့တဲ့အသိဉာဏ်ရှိတဲ့မြတ်စွာဘုရားကသူတည်တိတံဒီကောင်းစွာဟောကြားအပ်တဲ့အရိယသစ္စာဒီအရိယသစ္စာတို့ဝိပါဝယန္တိထင်ထင်ရှားရှားသိအောင်မိမိတဏ္ဍာမှာထင်ရှားလာအောင်သိရှိအောင်ကြိုးစားထားကြတယ်မြတ်စွာဘုရားဟောတဲ့သစ္စာတရားတွေမိမိတဏ္ဍာမှာထင်ထင်ရှားရှားမျက်မှောက်ပြုထားတယ်လို့ဒီလိုပြောတာနော်သစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိထားပြီလို့ဆိုလိုတယ်အဲ့ဒီသစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိထားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်သောတာပန်ပုဂ္ဂိုလ်ပဲပုရုဇဉ်တွေကသုဒ္ဓမယဉာဏ်နဲ့တော့သိကောင်းသိလိမ့်မယ်သုဒ္ဓမယဉာဏ်နဲ့သိကောင်းသိလိမ့်မယ်ဘာဝနာမယဉာဏ်နဲ့သစ္စာလေးပါးကိုပိုင်ပိုင်နိုင်နိုင်သိတာမဟုတ်သေးဘူးအဲ့ဒါလို့သိထားတဲ့သောတာပန်ပုဂ္ဂိုလ်တူဟာကိစ္ဆာပိတေဟောတိဘုတံပမတ္တာတန်တရားထဲမှာပျော်ပြီးတော့သားတွေသမီးတွေနဲ့ဇီဝဥစ္စာတွေနဲ့တန်တရားထဲမှာအလွန်ပြောနေစေအောင်တော့တဲ့နတ္တိဘောအဋ္ဌမမာရိယတိရှစ်ဘဝကိုသူတို့ဘယ်တော့မှမရှိဘူးလို့ဆိုပရိသေတွေဘယ်တော့မှရှစ်ခုမြောက်ပရိသေတွေမနေဘူးလို့ဆို9ဘဝတည်းပဲသူတို့စခန်းသိမ့်လိုက်မယ်ဟောနော်ရှစ်ခုမြောက်ဘဝမှာပရိသေတွေမနေတော့ဘူး9ဘဝနဲ့ပဲဘဝကိုဆုံးတတ်မဲ့ပုဂ္ဂိုလ်တွေဘယ်လောက်ပြောနေ9ဘဝတည်းမကြော်တော့ဘူးလို့ဒါပြောတယ်နော်ရှစ်ခုမြောက်ဘဝကိုမယူဘူးတဲ့အဲ့ဒါဟာလည်းပဲထူးခြားတဲ့အည်အသွေးတစ်ခုပဲသောတာပန်ပုဂ္ဂိုလ်ရဲ့ဘဝကန့်တတ်ပြီးသားဖြစ်သွားတယ်ဘဝဆိုတာကဘုန်းကြီးတို့တွေကသာအကောင်းထင်တာဟုတ်မြတ်စွာဘုရားကတော့ဘဝကိုအမြဲတမ်းရှုတ်ချဘဝအကောင်းလို့မတွေ့ဘူးမြတ်စွာဘုရားဥပမာပေးထားတာဟောတယ်နော်မစင်အညစ်အကြေးဟာများမှနန္နာမဟုတ်ဘူးနည်းနည်းလေးလည်းနန္နာပဲအနတ်ဆိုးတာချင်းတူတူပဲဘဝဟာလည်းပဲရှည်လျားတဲ့ဘဝမှာမကောင်းတာမဟုတ်ဘူးတိုတဲ့ဘဝလည်းမကောင်းဘူးဘယ်ကောင်းမလဲဘုန်းကြီးတို့ကအကောင်းတင်နေပြီပဲလို့ဘဝတစ်ခုရထားတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲတပြေးပြေးအိုးလာတယ်နာရတယ်သေရတယ်ဒါနဲ့ပဲအဆုံးသတ်မှာမဟုတ်လားဘယ်သူဘဝပဲဖြစ်ဖြစ်ကိုချင်းနာချင်းသေချင်းကနေကြော်လွှားသွားလို့ရမလားနောက်ဆုံးသေခြင်းနဲ့အဆုံးသတ်မဲ့ဘဝဆိုတော့ဘယ်ဘဝမှကောင်းတဲ့ဘဝမရှိဘူးเนาะအဲ့ဒါကြောင့်မလို့ဘဝဟာတမန်အားဖြင့်ဒီစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်ဘဝမှအဆုံးသတ်ကောင်းတာမရှိဘူးဘဝတည်းကရလိုက်တဲ့ကုသိုလ်တို့ဘာလို့တာလဲအမြတ်ပဲဘဝဆိုတာတော့ဘယ်တော့မှကောင်းတာမရှိဘူးတဲ့ဒါကြောင့်မို့လို့အရိယသူတော်စင်တွေကြတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်ရှစ်ခုမြောက်ဘဝကိုသူတို့မရယူတော့ဘူးအလုံးကိုတန်တရားတဲ့ပျော်အောင်တော့ရှစ်ခုမြောက်ဘဝအထိသူတို့မနေတော့ဘူး9ဘဝဟာအလွန်ဆုံးပဲလို့သူတို့ဆိုလို့အဲ့ဒါကိုကသူတို့ရဲ့ထူးခြားချက်ပဲတဲ့အဲ့ဒီထူးခြားချက်ဟာအမတန်မွန်မြတ်တဲ့ယရနာတစ်မျိုးဖြစ်တယ်ဣတိဏသစ္စေဏသောတိဟောတုဒီစကားကိုဆိုရလို့မှန်တဲ့စကားကိုဆိုရလို့တတ္တဝါတွေချမ်းသာကြပါစေလို့သောတာပန်ပုဂ္ဂိုလ်ရဲ့ခုံကြီးကိုမျှော်မှန်းပြီးတော့သစ္စာစကားအနေနဲ့ဆိုတာဒီကနော်တော့ဒီကာရလေးကိုရွတ်တိုင်းသောတာပန်ပုဂ္ဂိုလ်ရဲ့အည်အသွေးတွေကိုဘောပေါက်ကြလို့အပ်တယ်ဟောမြတ်စွာဘုရားလေးနဲ့တဲ့ဉာဏ်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားဟောကြားထားတဲ့သစ္စာတရားတွေမိမိတဏ္ဍာမှာထင်ရှားသိလာအောင်ကြိုးစားအထောက်ပြီးသားပုဂ္ဂိုလ်တွေဟာ
ဘယ်လိုပဲဘဝတန်တရားထဲမှာဘေးမောပြောပြနေပါစေကမူရှစ်ခုမြောက်ဘဝထီအောင်ဘယ်တော့မှတန်တရားထဲမှာမနေကြပါဘူးဒါသောတာပန်ပုဂ္ဂိုလ်ရဲ့အရှိအတွေ့တစ်ခုပဲဤမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေဒီလိုဆိုလို့တယ်နောက်တစ်ခါသောတာပန်ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့အရေးချင်းတစ်ခုပြောမလို့အာဝတ္တဓတနာတမ္ပရာယတရားသူဓမ္မာဇဟိတဘဝန္တိတက္ကာယဒိဋ္ဌိဝိသိကိစီတင်္စသီလပဒံဝါပိဓာတိကိစီစတုဟပါယေဟိသဝေပမုတ္တောသစ္စာပိဌာနာတိအပပဂါတုဣရံပိတံငေရတနံပဏိတံဣတိနသစ္စေနသောတိဟောတုဒီကုံကြီးကိုလည်းပဲစဉ်းစားပြီးတော့ကြည့်သဟာဝတ္တဓတနာတမ္ပရာဓတနာတမ္ပရာဆိုတာဘာပြောတာလဲသောတပတ္တိမဉ္ဇဉ်အမြင်နဲ့ပြည့်စုံသွားဓတနာဆိုတာနိဗ္ဗာန်ကိုမြင်တာကိုပြောတယ်နိဗ္ဗာန်ဆိုတာဒီတိုင်းမြင်လို့မရဘူးနော်နိဗ္ဗာန်ကိုမြင်ကျင်လို့ရှိရင်ဝိပဿနာကျင့်စဉ်ကိုကျင့်သင်္ခါရတရားတွေရဲ့ကုံရဆုံးရချုပ်ရနိဗ္ဗာန်ကိုမြင်ဖို့ဆိုတာသင်္ခါရတရားတွေရဲ့အပြစ်ကိုမြင်ပြီးတော့မှသင်္ခါရတရားတွေကိုမုန်းပြီးတော့သင်္ခါရတရားတွေဆုံးသွားတဲ့အခါမှာနိဗ္ဗာန်ကိုမြင်တာနော်သောတပတိမဉ္ဇဉ်ရမှနိဗ္ဗာန်ကိုမြင်နိုင်တယ်အဲ့ဒီဓတနာတမ္ပရာလို့ဆိုတဲ့ဒီသောတပတိမဉ္ဇဉ်ရလိုက်တာနဲ့တပြိုင်တည်းတဲ့အဲ့ဒီပုဂ္ဂိုလ်မှာဘာတွေဖယ်ရှားလိုက်နိုင်တယ်လဲလို့ဆိုလို့ရှိရင်နော်တရားသူဓမ္မာဇိတံမောနိသောတပတိမစိတ်ကလေးသူရလိုက်တာဓတနာတမ္ပရာလို့ဆိုတဲ့နိဗ္ဗာန်ကိုပထမဆုံးမြင်တယ်သို့မဟုတ်သစ္စာလေးပါးကိုပထမဆုံးမြင်တဲ့သောတပတိမဉ္ဇဉ်လေးရလိုက်တာနဲ့တပြိုင်တည်းလူလောကမှာတန်တရားကနေပြီးတော့ပါလာတဲ့တရားဆို၃မျိုးဖယ်ရှားပြီးသားဖြစ်တယ်အဲ့ဒါကဘာလဲလို့ဆိုရင်တက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးအပေါ်မှာတကယ်ရှိတဲ့ခန္ဓာ၅ပါးပေါ်မှာမရှိတဲ့အတ္တရဲ့ပိုင်ဆိုင်မှုဆိုတာဒီကိုသွားပြီးတော့ယူဆွဲနေတာနော်မှားရွေးတဲ့အတွေးပေါ့တကယ်ရှိတာခန္ဓာ၅ပါးထိုခန္ဓာ၅ပါးကိုအတ္တလို့ထင်နေတဲ့အထင်ကမရှိဘူးအဲ့ဒီမရှိတဲ့အထင်တွေလွှမ်းမိုးခံနေရတဲ့အမြင်ဟာဒါတက္ကာယဒိဋ္ဌိပဲပေါ့အဲ့ဒီတက္ကာယဒိဋ္ဌိကိုလည်းပဲဖယ်ရှားပြနိုင်တယ်နောက်ဝိသိကိစ္စတရားတရားသံဃာရဲ့ခုံကျေးဇူးတွေမိမိကျင့်နေတဲ့အကျင့်တရားတွေတော့မဟုတ်မိမိဘဝနဲ့ပတ်သက်ပြီးတော့တိတ်တုံးကငါဖြစ်ခဲ့သလားနောင်ငါဖြစ်အောင်မလားစတဲ့တွေးတောယုံမှမှုတွေထိုယုံမှနေတဲ့ဝိသိကိစ္စတရားကိုလည်းဖယ်ရှားပြနိုင်တယ်သီလပဒံဝါပိဓာတိကိစီဆိုတာသီလဆိုတာတရိစ္ဆာန်တကောင်ရဲ့အလေးအထကိုသီလဒီနေရာမှာဆိုပါစို့ခွေးဆိုရင်ခွေးရဲ့အလေးအထနွားဆိုရင်နွားရဲ့အလေးအထခွေးနွားဆိုတာလူတွေနဲ့အမတန်နီးစပ်တယ်လေလူတွေအားလုံးဟာခွေးနဲ့နွားနဲ့တော့တိနေကြတာအဲ့တော့နွားတစ်ကောင်ရဲ့အလေးအထဘယ်လိုရှိတုံးပြောစရာတောင်မလိုဘူးနော်နွားကလေးဘက်ထောက်သွားတာပေါ့လေးဘက်ထောက်သွားတယ်ရေဘယ်လိုတောက်တယ်နော်အဲ့ဒါတွေကိုအစာဘယ်လိုစားတယ်ဆိုတာအလုံးသိတယ်သူ့ရဲ့အလေးအထတွေကိုသီလလို့ခေါ်တယ်အဲ့ဒီရဲ့နွားရဲ့အလေးအထတိုင်းလိုက်လှုပ်တာကိုဝတ္တလို့ခေါ်တယ်ဆောက်တည်လိုက်ခွေးတစ်ကောင်ရဲ့အပြုအမူကသီလခွေးတစ်ကောင်ရဲ့အပြုအမူတိုင်းလိုက်ပြီးတော့လှုပ်ဖို့စိတ်ဆောက်တည်တာကဝတ္တဘာဖြစ်လို့အဲ့ဒါလို့လှုပ်တယ်လို့ဆိုလိုတာကတော့နွားချင်းချင်းနဲ့ခွေးချင်းချင်းနဲ့လို့ပြောတာပေါ့ဘာဖြစ်လို့အဲ့ဒါလို့လှုပ်တုံးဆိုလို့ရှိရင်ခွေးချင်းနွားချင်းချက်လို့ရှိရင်ကိလေသာတွေကံဟောင်းတွေကိုဖယ်ရှားပြနိုင်တယ်ဆိုတဲ့ယုံကြည်ချက်တန်တရားဝကလွတ်နိုင်တယ်ဆိုတဲ့မှားရွံ့တဲ့ယုံကြည်ချက်ကိုသီလပဒပရမတ္တဒိဋ္ဌိလို့ခေါ်တယ်။သောတာပန်ဖြစ်သွားလို့ရှိရင်ဟောဒီတန်ရောစဉ်၃မျိုးပါလုံးဝဖယ်ရှားပြလိုက်နိုင်ပြီ။ခန္ဓာ၅ပါးပေါ်မှာမှားနေတဲ့အတ္တဆိုတဲ့အတွေးလည်းဖယ်ရှားနိုင်တယ်။တန်တရားဆိုတာလည်းကျင်းသွားတယ်။ခွေးချင်းနွားချင်းဆိုတဲ့မှားရွံ့တဲ့အကျင့်တွေပေါ်မှာမှားရွံ့ဆိုတာသုံးသပ်မှုဆိုတာလည်းသူ့တဏ္ဍာမှာမရှိတော့ဘူး။ဒါတွေမကဘူးယတ္တိကိဉ္စီအပေချစေနိုင်လောက်တဲ့ရာဂလောဘသူ့မှာမရှိဘူးအပေချလောက်တဲ့ဒေါသသူ့မှာမရှိဘူးအပေချစေနိုင်လောက်အောင်ပြင်းထန်တဲ့မောဟသူ့မှာမရှိတော့ဘူးဒီလိုဆိုလို့လေယတ္တိကိဉ္စီချမ်းသာတွေကိလေသာတွေလည်းအများကြီးရောပါသွားတယ်ဒါသောတာပန်သောတာပတိမဉ္ဇဉ်လေးရဲ့တန်ဖိုးဟာဘလောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော် သူ့ရဲ့တန်ဖိုးအမတန်ကြီးမားသည့်အတွက်ကြောင့်အခုလို
တန်တရားကပါလာတဲ့စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားပြစ်လိုက်နိုင်တယ်ဆိုစွမ်းအတတ်တွေမတန်ကြီးတယ်လို့ဒီလိုပြောအောင်အဲ့ဒီတရားတွေဖယ်ရှားနိုင်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေရှိတာလဲဟုတ်ဆိုစတုဟာပါယေဟိသဝိပမုတ်တော်အပေတကားပိတ်သွားပြီလို့ဗမာတွေပြောလို့ရှိကြတယ်ဟုတ်လားသောတပန်ဖြစ်ရင်အပေတကားပိတ်တယ်စတုဟိအပါယေဟိသဝိပမုတ်တော်အပေလေးပုံကလည်းလုံးဝလွတ်သွားပြီဘယ်လိုမှအပေကိုပြန်ကြဖို့ရသူ့မှာအပေကိုကြစေနိုင်တဲ့ကိလေသာတွေသူ့မှာမရှိတော့ဘူးဒီလိုဆိုတော့လေဒါကြောင့်မို့အပေတကားလည်းပိတ်သွားပြီနောက်တစ်ခုကသစ္စာပိဌာနာနိအပ္ပပခတောသူ့မှာဘုန်းကြီးတို့ပုရုဇဉ်တွေမှာဆိုလို့ရှိရင်မလုံနိုင်တာဆိုတာမရှိဘူးအကုန်လုံနိုင်သောတာပန်ဖြစ်သွားလို့ရှိရင်မလုံနိုင်တာတွေအများကြီးရှိလုံတယ်ဆိုတာဘလို့မှမဖြစ်နိုင်တာတွေပေါ့လေအပ္ပပဆိုသူ့တဏ္ဍာမှာမလုံတော့သူကျွလွန်မှုကိုဘယ်တော့မှမပြုတော့အဲ့ဒီလိုမလုံတာတွေ6မျိုး4လီရှိတယ်ပေါ့အဲ့ဒါကိုသစ္စာပိဌာနာတိအပ္ပပကာလို့ဒီအရာဌာန6မျိုးကိုဘယ်တော့မှမလုံတော့ဘူးမဖြစ်နိုင်တော့ဘူးအဲ့ဒီ6မျိုးကဘာတွေတုံးဆိုလို့ရှိရင်ဒါမှတ်မယ်ဆိုလို့ရှိရင်တော့သုတ်ကနေပြီးတော့ထုတ်ထားတဲ့ဟာကိုမှတ်ဖို့လိုတယ်ပေါ့အင်္ဂုတ္တရပါဠိတော်မှာအဲ6မျိုး4လီပြထားတာရှိတယ်ပေါ့24မျိုးပေါ့အဲ့ဒါနံပါတ်1ကဘာလို့ဆိုလို့ရှိရင်မြတ်စွာဘုရားအပေါ်မှာမယုံမသိမလေးစားဆိုတော့မလုပ်တော့ဒါနံပါတ်1တရားနဲ့ပတ်သက်ပြီးမယုံမသိမလေးစားဆိုတာမရှိတော့ပုရုဇဉ်တွေကြတော့ရှိတယ်လေဘုရားကိုမယုံသိဘူးဆိုတာဘယ်လိုဟာမျိုးတုံးဆိုလို့ရှိရင်ကြည့်တတ္ထုအာဂရဝါဆိုတာတက်တော့တရားရှိတဲ့ဘုရားကိုခုချိန်မှာမရှိတော့ထားစေတီဘုရားပဲဖြစ်စေမိမိတို့အိမ်မှာကိုယ်ွယ်တဲ့ရုပ်ပွားတော်ရှိမှပဲဖြစ်စေကိုယ်ကနေမယ်ကြောပေးနေမယ်ဆိုရင်ဒါအာဂရဝါလို့ခေါ်တယ်နော်ဘုရားကိုကြောပေးနေမယ်ဘုရားကိုဘုရားရှိမှပြောကြင်ရည်ပြောနေမယ်ကိုယ်အိမ်မှာဆင်းလို့တော့ကိုယ်ွယ်ထားတယ်ဘုရားကနဲ့ဝင်ပြီးတော့ပြောကြင်ရည်ပြောမယ်ဆိုလို့ရှိရင်ဒါအာဂရဝါလို့ခေါ်တယ်သောတပန်ပုဂ္ဂိုလ်ညာဒါမျိုးမလုပ်တော့ဘူးတဲ့ပုရုဇဉ်တွေမှာဒါမျိုးဖြစ်သေးတယ်ဘုရားကျောင်းကန်နေသွားပြီးတော့ဘုရားရုပ်ပွားတော်ရှိမှအိတ်ချင်လဲအိတ်နေမယ်နော်ကြောပိတ်ထိုင်ရင်လဲထိုင်မယ်မဟုတ်တန်တရားတွေလျှောက်ပြောခြင်းလဲပြောနေမယ်အကုန်လုံးနေသေးတယ်ဒါတတ္ထုအာဂရဝါလို့ခေါ်တယ်ဇေဒီတော်ရောက်တဲ့အခါမှာလည်းပဲဇေဒီနားမှာနေဘူးလို့ဆိုပြီးတော့ဇေဒီတော်ကိုဥပ္ပချပဲနဲ့ထီဆောင်းသွားတယ်ဒါလည်းအာဂရဝါလို့ခေါ်တယ်ဘုရားမြင်အတန်းနဲ့ဖဏတ်ကြီးစီးသွားနေတယ်အာဂရဝါလို့ခေါ်တယ်ဒါမျိုးတွေကပုရုဇဉ်တွေမှာဖြစ်နေတော့မယ်သောတာပန်ကျတော့ဒါမျိုးကိုမလုံးတော့ဘူးတဲ့မလုံးတော့ဒါအာဂရဝါဓမ္မအာဂရဝါဆိုတရားပွဲလာပြီးတော့တရားနာရင်ကနေငိုက်နေမဲ့အိတ်နေမဲ့ဆိုရင်ဒါဓမ္မအာဂရဝါလို့ခေါ်တယ်တိုးတိုးနဲ့လက်ကုပ်ပြီးစကားပြောနေရင်ဒါအာဂရဝါလို့ခေါ်တယ်သူကအာယုဆိုင်ပြီးတော့တရားကိုမနာပဲနဲ့နေမယ်ကြောပေးနေမယ်နားလွဲနေမယ်စကားပြောနေမယ်ဆိုရင်ဒါဓမ္မအာဂရဝါလို့ခေါ်တယ်သောတပန်ပုဂ္ဂိုလ်ကျတော့ဒါမျိုးမလုပ်တော့ဘူးတန်ခါအာဂရဝါဆိုတာတန်ခါနဲ့ပတ်သက်ပြီးတော့မယုံမသိလောက်တာမယုံမသိပြောတာအဲ့ဒါလည်းပဲသောတပန်ပုဂ္ဂိုလ်တွေကမလုပ်တော့ဘူးနောက်တစ်ခုသိက္ခာယအာဂရဝါကိုကျင့်ရမယ်အကျင့်သိက္ခာပေါ်မှာကျူးလွန်ခြင်းကျူးလွန်လိုက်တယ်ဖောက်ပြက်ခြင်းဖောက်ပြက်လိုက်တယ်ဆိုကိုကျင့်တရားကိုမလေးစားဘူးအဲ့ဒီအာဂရဝါပုရုဇဉ်တွေမှာရှိတော်လည်းပဲသောတပန်ဖြစ်သွားပြီဆိုရင်မလုပ်တော့ဘူးလို့ဆိုလို့နောက်တစ်ခုကအနာဂမနိယဝတ္ထုသူ့အနေနဲ့ပုဂ္ဂိုလ်မြတ်တွေလောကမှာလူတော်လူကောင်းတွေမကျွလွန်တတ်တဲ့အရာမျိုးဆိုရင်သူဘယ်တော့မှမကျွလွန်တော့ဘူးတဲ့ပုရုဇဉ်တွေကြတော့ကျွလွန်ကောင်းကျွလွန်လိုက်တယ်နောက်တစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်ရှစ်ခုမြောက်ဘဝမှာဘယ်တော့မှပရိသေတွေမနေဘူးဒါအဲ့ဒီ6ခုကဒါသစ္စာပိဌာနာတဲ့သောတာပန်ပုဂ္ဂိုလ်တွေမဖြစ်နိုင်တဲ့ပထမ6ခုဒီလိုမှတ်ရတခါဒုတိယ6ခုကဘာလဲလို့ဆိုရင်နောက်သုတ်တန်တစ်ခုမှာဖော်ပြတယ်သောတာပန်ပုဂ္ဂိုလ်ဟာသင်္ခါရတရားမှန်တယ်ဗျဘယ်သင်္ခါရမှနေဆလို့မမှတ်တော့ဘူးအနိစ္စကြီးပဲအကုန်လုံးရှင်းရှင်းလင်းလင်းကြီးမြင်သွားတယ်ဟုတ်လားနေဆလို့ဘယ်တော့မှမှန်မှန်ရင်မမြင်တော့ဘူးသင်္ခါရတရားမှန်တယ်များကို
ဒုက္ခလို့ဘယ်တော့မှမမြင်ဘူးပုရုဇဉ်တွေကြတော့နေဆာလို့လည်းမြင်သေးတယ်ဒုက္ခလို့လည်းမြင်နေသေးတယ်ပေါ့ဒုက္ခလို့ထင်ရင်မှထင်မှာမထင်လို့ဒါမှမဟုတ်ပြောနေတာပေါ့နော်ဒုက္ခလို့ထင်နေကြတာပေါ့နောက်ဓမ္မတဘာဝတရားမှန်သမျှကိုအနတ္တလို့မြင်တယ်အတ္တလို့ဘယ်တော့မှမမြင်ဘူးဒါမဖြစ်နိုင်တာသုံးနောက်တစ်ခုကတော့အနန္တရိယကံ၅မျိုးကိုဘယ်တော့မှမကျူးလွန်တော့ဘူးအမေတ္တအဖေတ္တစသဖြင့်ဒီလိုပြစ်မှုမျိုးတွေကိုဘယ်တော့မှမကျူးလွန်တော့ဘူးနောက်တစ်ခုကဘာလို့ဆိုရင်ကောတုဟလမင်္ဂလေနသုတ်တိပစ္ဆပါကောတုဟလမင်္ဂလာဆိုတာအမြင်မင်္ဂလာအကြားမင်္ဂလာအဲ့ဒါတွေကိုယုံကြည်ပြီးတော့လောကမှာကြီးပွားတိုးတက်နိုင်တယ်လို့ယုံတာခုခေတ်မှာပိုများသေးတယ်နော်ကြာပန်းကိုဖျားမတရားဘူးကြားနေမှာဆိုလို့ပန်းသီးဖျားမတရားဘူးပိန်မန်းမှာဆိုလို့အတန်ဆွဲတွေနဲ့လိုက်ပြီးတော့ကျေရရာတွေအတန်ဆွဲတွေနဲ့လိုက်ပြီးတော့နေတာဟာဒီကောတုဟလမင်္ဂလာတွေပဲပေါ့နော်ကောတုဟလမင်္ဂလာတွေဒါကြောင့်မို့အကျံစီအောင်လို့အိမ်မှာကြံပင်စိုက်တာတို့ဟုတ်လားဒါတွေကကောတုဟလမင်္ဂလာလို့ခေါ်တယ်ချက်ချင်းအကျိုးပေးခြင်းလို့ဂျင်းစားတာတို့ဟောဒါတွေကကောတုဟလမင်္ဂလာဒါတွေကသောတပန်ဖြစ်သွားရင်မလုပ်တော့ဘူးလားမျိုးဘယ်တော့မှမလုပ်တော့ဒါတွေပေါ်မှာအယုံကြည်လည်းမရှိတော့ပုရုဇဉ်တွေကြတော့အဲ့ဒါမျိုးတွေလုပ်တယ်ကျေရရာတွေခြေလိုခြေနော်အမျိုးစုံလုပ်ကြဟောသောတပန်ဖြစ်သွားလို့ရှိရင်ဒါမျိုးကမလုပ်တော့ဘူးလို့ဆိုလို့နောက်တစ်ခုဘုရားသာသနာတော်ကအပြင်ပမှာဒါနကောင်းမှုပြုဖို့ရပုဂ္ဂိုလ်ဘယ်တော့မှဒီမြတ်သောအလှခံပုဂ္ဂိုလ်ဆိုတာအခြားသာသနာမှာမရှာဘူးဘုရားသာသနာတွင်မှာရှိတယ်လို့ဆုံးဖြတ်သိသွားတယ်ဟောအလုံးပေါင်းလိုက်တဲ့ဒါ6ခုဒုတိယ6ခုလို့ခေါ်တယ်ဒါကတတိယ6ခုကတော့ဘာလို့ဆိုလို့ရှိရင်အမေတတ်မှုကိုလည်းဘယ်တော့မှမကျူးလွန်ဘူးအဖတ်တတ်တဲ့ကံကိုလည်းဘယ်တော့မှမကျူးလွန်ဘူးယဟနာတတ်တဲ့ကံကိုလည်းဘယ်တော့မှမကျူးလွန်ဘူးမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာသွေးကြည်ဥအောင်လည်းဘယ်တော့မှမလုပ်ဘူးဗုဒ္ဓစိတ်နဲ့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာသွေးကြည်ဥအောင်ဘယ်တော့မှမလုပ်ဘူးတန်ခါကိုလည်းပဲဘယ်တော့မှမသိခွဲဘူးတဲ့ဒီပြစ်မှုတွေကိုမကျူးလွန်ဘူးလို့ဆိုလို့ပဲเนาะအဲ့ဒါလို့မကျူးလွန်ဘူးအဲ့ဒါလို့အနန္တရိယကံ၅ပါးမကျူးလွန်ရုံနဲ့မကဘူးဒီပြစ်မှားမိတဲ့ကိစ္စမျိုးတွေကိုတခုမှမလုပ်တော့ဒါကတတိယနော်ခွဲထားတဲ့အချက်တစ်ခုပေါ့နော်နောက်တစ်ခုစရုထမြောက်ကြတော့သူကအယူဆတရားနဲ့ဆိုင်သွားတယ်လောကမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခဆင်းပြေတာမပြေတာချမ်းသာဆင်းရဲလူဘဝမှာရရှိလာတဲ့ဟာကိုယ်တိုင်လုပ်ခဲ့လို့ဖြစ်တယ်ဆိုတဲ့ကိုယ်ဆိုတာကိုယ့်ရဲ့အတ္တကလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ကိုလုပ်လို့ဖြစ်တာဆိုတဲ့မှားယွင်းတဲ့အယူဆသာဝရဘုရားဖန်ဆင်းတယ်ဆိုတဲ့သူများလုပ်လို့ဖြစ်တယ်ဆိုတဲ့အယူဆအဲ့ဒီအယူဆတွေတခုမှမရှိဘူးဒါမိစ္ဆာအယူဆတွေနဲ့ပတ်သက်တဲ့စကားတစ်ခုပေါ့နောက်တစ်ခါကိုလုပ်တာလည်းမဟုတ်ဘူးသူလုပ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့တက်တက်ဖြစ်တယ်ဆိုတဲ့အယူဆလည်းပဲသူမှမရှိဘူးဆိုလိုတာကတော့မှန်ကန်တဲ့အယူဆတစ်ခုရှိသွားပြီလို့ဒီလိုပြောလို့ပဲเนาะအဲ့တော့ကိုလုပ်တာလည်းမဟုတ်ဘူးသူလုပ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတာလည်းမဟုတ်ဘူးဒုက္ခဒုက္ခဆိုင်ရာအကြောင်းတရားတွေကြောင့်သာဖြစ်လာတယ်ဒီလိုသောတာပန်ပုဂ္ဂိုလ်ဟာအကြောင်းစိတ်အကြောင်းမှန်တွေကိုတွေ့မြင်ပြီးဖြစ်သည့်အတွက်ကြောင့်အကြောင်းတုအကြောင်းအရာတွေကိုဘယ်တော့မှလက်ခံတာမရှိဘူးတော့ဘူးလို့ဒီလိုပြောတာအဲ့ဒါကိုဆိုလိုတဲ့သစ္စာပိဌာနာတိအပပခါတော6ခုမြောက်6ခုသောဌာနတွေကိုဘယ်တော့မှသူကကျူးလွန်ခြင်းမရှိတော့ဘူးဣဒံပိတံငေရတနံပဏိတံဒါသောတာပန်ပုဂ္ဂိုလ်ရဲ့ကြီးကျိုးစရာကောင်းတာတဲ့အနှစ်သာရရှိတဲ့ယရဏတစ်မျိုးပဲအဲ့ဒီလိုနှုတ်ကနေဆိုလိုက်ရတဲ့ဖြင့်ဣတိနသစ္စေနသောတိဟောတုတတ္တဝါတွေချမ်းသာကြပါစေဒီသစ္စာစကားကိုလည်းပဲစัจ java လာဂရေတသိန်းရှိတဲ့နတ်တွေကအလုံးဟာခံယူထားကြမိတာဖြစ်တယ်။နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကိစ္ဆပိသောကမ္မကရောတိပပကံကာယေနဝါစာဥဒစေတနာဝါ
အပပသောတတပရိစ္ဆရာယအပပတ္တဒိဋ္ဌပရတ္တဟုတ်တာဣဒံပိတံငေရတနံပဏိတံဧတေနသစ္စေနသောတိဟောတုသောတပန်ပုဂ္ဂိုလ်ဟာတဲ့တခါတည်းရန်ကိုယ်နဲ့နှုတ်နဲ့မဟုတ်တာလေးတွေမှတ်တမဲ့လုံးမိတာလေးတွေရှိတယ်ပေါ့ဒါဆိုးဆိုးဝါးဝါးကြီးကိုပြောတာမဟုတ်ဘူးနော်ဆိုးဆိုးဝါးဝါးကြီးကိုပြောတာမဟုတ်ဘူးသူ့မှာအကုသိုလ်ဖြစ်တာလေးတွေတော့နည်းနည်းရှိတယ်နှုတ်ကလည်းပြောမိတာလေးတွေရှိမယ်ကိုယ်ဒီလက်ရောက်လုံးမိတာလေးတွေလည်းရှိမယ်အဲ့ဒီလိုရှိလို့ရှိပြီမဲ့စိတ်ထဲကလည်းပဲဇာတိမိတာတွေရှိမယ်ဒါပေမဲ့လို့ဒီမကောင်းတာလုပ်ပြီးရင်သူ့မှာဖုံးလွှမ်းထားမယ်ဖုံးကွယ်ထားမယ်ရှုပ်ဝဲထားမယ်ဆိုတဲ့အတွေ့လုံးဝမရှိဘူးပုရုဇဉ်တွေကြတော့မဟုတ်တာလုပ်တယ်လုပ်ပြီးရင်ဖုံးထားလူမသိစေနဲ့ဆိုပြီးတော့ထားနော်မဟုတ်တာလုပ်ပြီးလူမသိစေနဲ့လူသိမှစိုးတယ်လူသိမှစိုးရုံနဲ့မကဘူးမဟုတ်တာလုပ်ပြီးတော့ဟုတ်တာလို့ထင်အောင်လုပ်သေးတယ်ပေါ့ပုရုဇဉ်တွေကြတော့အဲ့ဒါလိုသောတပန်ပုဂ္ဂိုလ်တွေကြတော့ပြစ်မှုတစ်ခုကျွလွန်မိထားလို့ရှိရင်သူ့စိတ်ထဲမှာဘယ်တော့မှဖုံးမထားဘူးတဲ့ဖွင့်ပြောတယ်ဆရာမိဘထံဖွင့်ပြောပြီးတော့ဝန်ချတယ်ဖွင့်လှစ်ပြီးတော့ပြောတယ်ဒါကြောင့်မို့အဘဘသောတတ္တပရိစ္ဆရာယသူလှုပ်ထားတဲ့ပြစ်မှုကိုဘယ်တော့မှဖုံးကွယ်ထားတာမရှိဘူးတဲ့ဘာဖြစ်လို့အဲ့ဒါလို့မဖုံးကွယ်တာတော့ဆိုရင်ဒိဋ္ဌပရတ္တဝုဒ္ဓအပပတ္တဒိဋ္ဌပရတ္တဝုဒ္ဓသူကနိဗ္ဗာန်ဆိုတဲ့အစစ်မှန်တဘာဝတရားကိုမြင်ထားတယ်သို့မဟုတ်သစ္စာလေးပါးကိုမြင်ထားပြီးပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်မဟုတ်တာလုပ်ပြီးတော့ဖုံးကွယ်တယ်ဆိုတာမရှိဘူးတဲ့ပုရုဇဉ်တွေကြတော့မဟုတ်တာလည်းလုပ်တယ်ဖုံးလည်းဖုံးတယ်ပေါ့နှစ်ထပ်ကွမ်းပေါ့နော်သောတာပန်ပုဂ္ဂိုလ်တွေကြတော့မတော်တဆလုံးမိတောင်မှပဲဘယ်တော့မှမဖုံးဘူးတဲ့မဟုတ်တာလုပ်ရင်ဖွင့်ဟဝန်ခံပြီးတော့နောက်ထပ်မဖြစ်အောင်ကြိုးစားတယ်ဒါဟာလည်းပဲသောတာပန်ပုဂ္ဂိုလ်တွေတဏ္ဍမှာတွေ့နိုင်တဲ့အမတန်နှစ်သက်စရာကောင်းတဲ့ယရဏတစ်မျိုးပဲဖြစ်တယ်ဣဒံပိတံဂေရတနံပဏိတံဧတေနသစ္စေနသောတိဟောတုဒါကြောင့်မို့လို့တတ္တဝါတွေချမ်းသာကြပါစေတန်ခါခုံနဲ့ပတ်သက်ပြီးတော့အခုလိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ယရဏတုတ်မှာဟောထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိမိတို့ကြက်မှတ်ထားလို့ရထားတဲ့ယရဏတုတ်ရဲ့အဓိပ္ပာယ်ဟာဒီလိုအဓိပ္ပာယ်တွေကိုဆောင်းတယ်ဆိုတာအလုံးသိပြီးတော့အရိယသူတော်စင်တွေရဲ့တကယ်နှစ်သက်ဖွယ်ကောင်းတဲ့ယရဏတွေဆိုယရဏတွေရဲ့ဂုဏ်ကြီးတွေဒီဂုဏ်ကြီးတွေကိုသိရှိကြည်ညိုပြီးတော့ဒါတွေကိုအာယုံပြုပြီးတော့သစ္စာစကားဆိုကြမယ်ဆိုလို့ရှိရင်မိမိနဲ့မိမိပတ်ဝန်းကျင်မှာကြာရောက်နိုင်တဲ့ဘေးရန်အန္တရာယ်တွေသို့မဟုတ်ကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုကာကွယ်နိုင်မှာဖြစ်ပါမယ်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်စัจ java လာဂရေတသိန်းကနတ်တွေကခံယူထားတာဖြစ်သည့်အတွက်ကြောင့်တို့တွေဟာယခုကဲ့သို့သစ္စာဆိုခြင်းဖြင့်မိမိတို့တဏ္ဍာမှာဖြစ်စေမိမိတို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်စေကဘာသူကဘာသားတွေပေါ်မှာဖြစ်စေကြာရောက်လာတဲ့ဘေးရန်အန္တရာယ်တွေကိုသစ္စာဆိုခြင်းဖြင့်တို့ပြရှားမယ်လို့ကြိုးစားအားထုတ်ပြီးတော့အရိယာသူတော်မွန်တွေရဲ့ရရှိထားတဲ့ဂုဏ်ရည်သွေးမျိုးတို့တွေရရှိအောင်ကြိုးစားအားထုတ်ကြမယ်လို့စိတ်ထဲမှာရည်မှန်းပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာ